နော်အလန်းနီရဲစုပြတ်သက်မင်းသားပြတ်သက်မင်းသားအမိယာတွေးနေတဲ့ ဒင်းနီဆိုတာဆရာပရမလို့ယူခဲ့တဲ့ကလောင်နာပဲပေါ့ အဲ့ဒီနာမည်ကိုယူတာရဲစုက ဟုတ်ကဲ့ အဲ့ဒီပထမဆုံးကြည့်ဘူးတဲ့ပြက်သားမူလာတိုင်းတောင်းသားအရွယ်မှာ ဟုတ်ကဲ့ လဝဲမြင်းကြီးရွာမှာကြည့်ဘူးလားဖျားရင်ပြင်ကြီးမှာက ဟုတ်ကဲ့ အဲ့မှာအဲ့ကျတချင်းကိုချက်ချင်းရတယ်တော်လိုက်ရေးမှာတို့ချင်ရွဲတာတရဲသူများမှာတော့တကယ်ပဲစုရတာမမင်းအောင်မွဲကြည်မြဲကိုတိုက်ကြပြီလားကျိုးကြတာကညာတာယေရှုခေါ်မလားဗျာတစိတ်ကြီးတွေရကြတာလဲယေရှုခေါ်မလားဗျာပစ္စည်းတွေရကြတာလဲယေရှုခေါ်မလားဗျာမမသင်တေချာဘယ်ဟာလဲယေရှုဗျာဒီဟာလားယေရှုဗျာအဲဒီဇမဟာမတ်စရာဒီကဖွင့်တော်မှာအဒါနိပြတ် ဟုတ်ကဲ့ အဲ့ဒါကိုငါကြွားတာအလိုင်းဒီပြတ်ကြကြည့်ဘူးတယ်တချင်းလည်းရတယ်ဆိုတော့အဲ့ဒီပြတ်ကြကားဘကပရေးတယ်အလိုင်းဒီပါတီမကွဲခင်ကဘကပတောက်ဆယ်တချင်းတန်းမြရေးတယ်ပြတ်ကြတယ်တချင်းကလည်းတောက်ဆယ်တချင်းတန်းမြရေးတာအလိုင်းဒီမဟုတ်ဘူးတဲ့ဘကပကြွားတယ်ပြတ်ပြအဲ့ဒါငါမှဆက်ပြီးတော့အလိုင်းဒီဆိုရင်ကြွားရတော့ဟုတ်ညင်းကြရတော့အလန်ဒီတော်ထွက်တယ်နော် ငင်းကြံကမလာနေယူရဲ ဟုတ် ဒါပေမဲ့မြတ်တန်းလေးကဘကပါ ဟုတ်ကဲ့ ပြီးတော့ဘုံမှုဘယ်လိုလဲနာမည်ကြီးတုံးနေဘုံမှုကြော်ပါလေရှင်နော် ကြော်ဝင်းလားကြော်ဝင်းလား တော့ရဲညီမဟုတ်ရဲပြူ ဟုတ် ဘကပါမြတ်တန်းတင်တော့ဘကပါလေ ဟုတ်ကဲ့ ငါမဲ့နေမှာတော့အလန်းနေများဝင်ဒါမဲ့နထိုးကြီးမှာအလန်းနေဌာနချုပ်ဖြစ်သွားတယ်မင်းတို့ကြီးကကားလိုင်းမားလေးသွားတဲ့ကားလိုင်းကိုဖြတ်ပြီးဟိုဘက်ကဘကပါအနေဖြစ်သွား ဆရာတို့ဆရာပေါ်လာလေတင်မိုးကလည်းထောင်ကြဘူးတယ်မောင်တာနိုးကလည်းထောင်ကြဘူးတယ် မောင်သိန်းနိုင်လည်းကြာဘူး မောင်သိန်းလည်းကြာဘူးတယ်မောင်မိုးသူလည်းကြာဘူးတယ်ကြည်အောင်လည်းကြာဘူးတယ် ကိုလေးလည်းဖမ်းခါဘူး ကိုလည်းဖမ်းခံဘူးတယ်ဆရာကြတော့ဖမ်းမခံဘူး တရွတ်ထဲတယောက်ထဲဆိုတော့ထောင်းနှခမ်းမတိတဲ့မောင်စွမ်းကြီးရဲ့ ဟုတ်ကဲ့ အဲ့တော့မင်းမှာနိုင်ငံရေးမှာမင်းမလုပ်ဖဲဘူးတော့ ဟုတ်ကဲ့ အဲ့တော့ဒီမောကိုဝင်းခင်ရနော်ကိုဦးဝင်းတင်ရငါခမရတို့လည်းလောက်တာပဲဒီအမသမကအမှုတော့ခမရတို့ကလောင်ရှင်းသိမ်းနောက်ကြမှာတော့ဆက်စုကြည့်ကြမှာခမရတို့ရှေ့ရထွက်လာအဲ့တော့ကျွန်တော်ခမရတို့တားရတယ်သူကစာကြည့်တဲ့မူ ဟုတ်ကဲ့ သူကစာအုပ်တွေသိတယ်အဲ့တော့ကျွန်တော်တို့နောက်ွယ်ရစာပေနဲ့ထောက်ပံ့ရလူတယောက်လိုတယ်သူ့ကိုရှေ့မထွက်ပါစေနဲ့ဆိုကိုဝင်းတရားတောင်းမှလို့ ဖဲတာကိုတင်ဘောလာခေါ် ကိုဝင်းတန်ဟန်တာဝတီ ဟမ် ဟန်တာဝတီဝင်းတန်ပေါ့ အဲ့တော့အဲ့ဒီဟိုလည်းဟိုထောက်လိုက်ရင်တော့ခေါ်လေဟောလည်းကအဖြစ်ကောင်းတယ် ဟုတ်ကဲ့ အမျိုးတွေထဲမှာနိုင်ငံရေးမှာရှိတယ်လားအမျိုးတွေပြောတယ်ညီကောင်မဘယ်နည်းရောက်ရွေတက်ပြရောက်ဖတ်ရတဲ့ကျောင်းဆရာနှမကျောင်းဆရာနောက်တော့ရောင်းဆရာပဲညီရတဲ့ကျူးရှင်းဆရာ ဟုတ်ကဲ့ အဲ့ညီရဖို့တိုင်းကြောင့်တော့ခေါ်သွားတာကဖကပါအဲ့ဒါမပြောဘူး ဟုတ်ကဲ့ ညီရလဲညီရပေါ်ကျူးရှင်းဆရာညင်ကြမှာလို့ကျူးရှင်းလောက်တယ်လို့နာမည်ကြီးလို့ကျောင်းဆွေဆိုတာအဲ့လိုဘာလာပြ အခုက နော် လူတို့ဒေါ်အမာတာဖိုးတန်ချောင်းနဲ့တောခိုသွားတာဆရာညီပါသေးရလား မပြောဘူး ဟုတ်ကဲ့ အဲ့လေညီကိုအရင်ကတော့ဟိုတာ ဟုတ်ကဲ့ ဦးလေးအရင်နေရအလားနေတယ်ဦးလေး ဖိုးတန်ချောင်းနဲ့ပါသွားတာညီကိုအရင်ပေါ့ ဖိုးတန်ချောင်းတော့ဟာညီအရင် ဟုတ် အမေရဲ့မောင်လေးကဘာကပါအဖေရဲ့ညီတွေကအလားညီ ဟုတ်ကဲ့ အစိုးရအမှုရနဲ့တယောက်မှမရှိဘူး ဟုတ်ကဲ့
တဘုံနေကြီးပဲပြောရတယ် อ๋อဟုတ်ကဲ့ အဲ့လိုအပြောကောင်းတာတဲ့ကြောင်းထောက်တိုင်း6ခေါ်လာအ6ခါရတယ် ဟုတ်ကဲ့ ထောက်တိုင်း ထုတ်ပြန်ခဲ့ရသေးလား ထောက်တိုင်း6 3ပါ ဟုတ်ကဲ့ နော်တခါတော့ကျွန်တော်ကူပါလို့ကျောင်းစာကြည့်တဲ့မှုနေနေကျွန်တော်စာကြည့်ပညာဒီပလိုမာတက်ထားရုံကျုပ်စာကြည့်တဲ့ကိုကိုင်းနေအဲ့တော့အခြေခံပညာဆရာတွေကိုစာကြည့်သင်တန်းပေးနေတာဒါကြောင့်ဒါကြိုက်နေနေပေးတန်းလန်းဖြစ်နေပါလေပေးပြီးချင်းကျွန်တော်ကိုခေါ်ပါ ဟုတ်ကဲ့ ခုတော့ပါတန်းတော့လေစာကြည့်သင်တန်းပေးလို့နောက်တစ်ခါတော့ခေါ်ရအောင်ကျွန်တော်ကကျောင်းသုံးစာအုပ်အခြေခံပညာကျောင်းသုံးစာအုပ်ကော်မတီတွင်းရမှုမှာ ဟုတ် ဥက္ကဋ္ဌကပါမောက်ရမသာပောက်ကဒေါ်စုချင်းမှာသွားမေးလို့ရတယ်ကျွန်တော်နဲ့လိုက်တဲ့ကျွန်တော်ကခမဲတီမိုးတို့မောင်လာနိုးတို့ဘာညာပါပြောတာတော့မသိဘူးလားတဲ့မခင်ဘူးလားကျွန်တော်တို့တကြောင်နဲ့ဆိုတော့သူတို့တောင်းတဲ့ကြီးကြီးမြင်းတွေ့နေရတာတော့ရာ ဟုတ်ကဲ့ သူတို့အားကြခဲ့ရတာပေါ့သူတို့အမကွာတော့မကြီး ဟုတ်ကဲ့ သူတို့ကအသက်တာကြီးရ ကျောင်းကြတော့ဆရာအရင်ရောက်တာပေါ့ဒါပေမဲ့အသက်ကြတော့ဆရာငယ်တာ ကျွန်တော်အားကြခဲ့ရတယ်လို့ကိုတာနိုးတို့ကိုတင်မိုးတို့ဆိုတာလေပမိုးသူတို့ကျွန်တော်အားကြခဲ့ရတာပါလို့စာပေအားကြတာပြောတာပါဗျာလို့ပြောပြကျွန်တော်ခုအားလို့တောင်းတုပ်ဆောင်ကော်မတီကျွေးအခြေခံပညာတောင်းတုပ်ဆောင်ဒီတိဖြတ်ထုတ်ဝေနေရတာလို့လုံရင်တန်းလန်းဖြစ်နေတယ်ဥက္ကဋ္ဌကနမသာမောကကျွန်တော်ဘယ်သူနဲ့မှမရောဘဲနဲ့သူ့ရုံးမှာခေါ်ပြီးတော့အခါတစ်ခါပြီးပြီးတော့အခြေခံပညာဆရာရုံးချုပ်ကဆရာကိုသူတို့တက္ကသိုလ်ကိုရုံးကတကပြီးခေါ်ပြီးတော့ရုံးကဖွင့်ပြီးလှုပ်နေရပါတယ်လို့အမအဲ့ဒီရုံးမှာတင်မို့လဲရှိရတာလို့လဲရှိရလားအဲ့ရုံးကတော့စီချဝဲပေးတာအဲ့တော့ညမလာပါမကဖုန်းနံပါတ်ဟောဒီမှာကြည့်ဟုတ်တယ်မေးပါ ဟုတ်ကဲ့ နော် ဟုတ်ကဲ့ အဲ့တင်ယူလက်ထောက်ပါလို့တင်ယူတွင်းမှုကျောင်းတော့စာထုတ်ခဲ့တာတာဝန်ခံမှာကြည့်ကြအောင်ပြော ဟုတ်ကဲ့ ပြန်တော့လဲနောက်တစ်ခါလဲအဲ့လိုခေါ်ရန် ဟုတ်ကဲ့ အဲ့လိုလဲနောက်တစ်ခါလဲလိုပဲနာကျွန်တော်ရန်ကုန်စာကိုလုံးနေတာအရင်ဟာတွေဖတ်ကြည့်တယ်အမတို့သူအရင်ကဟိုထွက်ဆိုတဲ့ဒီ ဟုတ်ကဲ့ မှတ်တမ်းရဟုတ်တယ်ညဟာသူယူလို့ပြောခဲ့တယ်တဲ့ခုလည်းခင်ဗျားဒီမှာလှုပ်တော့မှာလှုပ်တော့မယ်တဲ့ဒီကနေ့နိုင်ငံရေးလုပ်တယ်လို့သတင်းထွက်နေတယ်ကဗျာဆရာတွေပါတယ်ဆိုတော့နာမည်ရောပါတာနေမှာလို့တဲ့ဝဲတိမို့ငါချစ်ခိုးဒီမောတော့ငါညံကြည့်ပြီးတော့အဲ့မဆိုင်ရတဲ့မို့ရဘယ်နာမည်တနေတဲ့ဘွားလေး ဟုတ်ကဲ့မောင်စွမ်းရတင်မိုးရ ဟမ် တနေ့တယ်ပေါ့တနေ့ဖွာတနေ့တယ် မတနေ့လည်းဘွားနဲ့နာမည်ပြောတာ ဟုတ်ကဲ့ တင်မိုးဆိုနာမည်မဆိုင်ဆွဲနာမည်တစ်ခါတစ်ထိုင်နဲ့ယူရတာ နော်ကလောင်နာမယ်ကလောင်နာဟုတ် မဆိုင်ရနာမည်ဟာတတ်တိဆွဲကလည်းဘာသာမြန်မိအောင်မောင်တဲ့ဟာတင်မိုးကိုပေးရ ဟုတ်ကဲ့ မမိုးကတော့တာဒါမဲ့လို့မင်းတို့ဝင်ကြမှာထိတ်ဝတင်မိုးအတွေ့တော့တင်မိုးကိုယူလိုက်တာ မင်းတို့ကြပြတဲ့က ထိတ်ဝတင်မိုး ထိတ်ဝဲတင်မိုးယူ မိုးညောငါဆန်းကျဲမထိတ်ဝတင်မိုး တင်မိုး ဒီဘောလေး ကလောင်အဲ့ဒီကယူလာပေါ့ဟုတ်ကဲ့ မင်းတို့ဒါမင်းတို့ဝင်ကြမင်းတို့ရကလားရှားကြည့်ပါ ထိတ်ဝဲတင်မိုး ငါရှိခိုး ငါရှိခိုးသည် မောတော့ငါညံကြဲရ ဘိုးတို့ငါညာအကျဲစေတော့အဲ့ဒီဆရာမင်းတို့ကကြပြတဲ့ကစာသားကိုဆရာတင်မိုးကကလောင်နာမယ်ပြယူလိုက်တာပေါ့ တင်မောပြတော့ဖမ်းမိကြလားသာထုတ်တော့ကလာနာမဲရွေးတာ ဟုတ်ကဲ့ပထမဆုံးစာအုပ်ကလည်းဖန်ပြီးရုံပဲနော်ဟုတ်ကဲ့ အဲ့မှာစာပေမှာသူကမကြေညာသေးအောင်ပေးမယ်လို့မကြေညာသေးဘူးခင်ဗျာ ဟုတ်ကဲ့ သူပေးမှမသိပါဘူး ဟုတ်ကဲ့ ထုတ်လိုက်တာရအောင်အမှားတော့ဦးချမ်းမြတ်စီတော်တောင်းနေငါဖော်ခေါ်တော့ ဟုတ်ကဲ့ ကဲ့ပြန်ကဲ့ပြန်အော်ရတော့
တောက်လဲပါပါလေးရဲ့ကွာဘယ်တော့လဲဘယ်မှာမကြမတမ်းဘူးကွာ ဟုတ်ကဲ့ တာလည်းနည်းနည်းလေးရဲ့ပါပါလေးတန်နီးလည်းမစုံဘူး ဟုတ်ကဲ့ တန်နီးမစုံဘူးငါနဲတယ်တခုမှအကောင်းမလို့ ဟုတ်ကဲ့ မင်းတို့ဗမာလာကွန်ပျူတာနဲ့နေရမယ်တော်တယ်မို့ ဟုတ်ကဲ့ စာကြိုးစားရပါအောင်ကွာပြီးတော့မှကလာရေးပေါ် ဟုတ်ကဲ့ဆရာ ဆရာတို့အားကြလို့ဘာညာနဲ့ပြောရတယ် ဟုတ်ကဲ့ ဆရာကြမှတာတောင်းမရအောင်ဘယ်လိုလုပ်ရမလဲဒီမှာဥလာတို့တော်ငါတို့ရှိတာပဲညောကဗျာချာမဟုတ်ဘူးကွာဘာဖြစ်တော့သူတို့လည်းထဲရအောင်ဆိုတော့ဥလာမောင်တင်တော်မှမဆန်တွင်တောင်းပြီးသူတို့ကအမှတ်ချက်ကလေးတွေအတိုးလေးတွေပဲလို့ရေးပေးတယ် ဟုတ်ကဲ့ အဲပေါင်းတယ်ရှားတော်ကြီးရှိရှာပါတောင်းနေတယ်မင်းတို့မတောင်းရင်မလားမဟုတ်ဘူးတဲ့တော်ကြီးကိုတောင်းနေတယ်တင်မို့ ဟုတ်ကဲ့ အဲသွားပေါ့ကွာငါရံကုန်သွားတယ်ဘူးဘာမှလမ်းမပြမီကားရှိတော့တထားရှိတော့နားဟိုအဲ့ဒီပဲမကွေ့ဘူးလို့တန်းရောက်တယ်လို့ ဟုတ်ကဲ့ မင်းမင်းသွားကွာလေငါတို့ပတ်စံပေးလိုက်မယ်ငါလည်းရောက်ဖူးရမဟုတ်လို့ရမို့မရောက် အမှန်သားတော့ဦးတင်မိုးကဆရာတင်မိုးကဇော်ကြီးစီရပဲလိုချင်တာပေါ့ လူသိတယ်လူတွေရှိတယ်အဲ့ဒီတချင်းသွားပေါ့ဆိုလက်စားလေးပါလေးနဲ့တချင်းငါသွားပြီးအေးရောက်အဲ့ဒီအမှတချင်းသွားကွာဘာညာနဲ့ဆိုမြောက်ပေးပြီးတော့အဲ့ပတ်စံယူသွားတော့ထောင်းတော်ဆွေးတော့ဘာလို့စီပဲရှောက်လဲသေးတာလဲပြီးတော့မှနေရာလေးပါလေးမေတော့ဆရာတော်ကြီးရှိသွားဆရာတော်ကြီးဆရာအမကဘာတောင်းတာ ဟုတ်ကဲ့ ကြပြတပတ်ထားခဲ့ဒါတပတ်စောင့်နေပြီးတော့မှသွားရွေးဆရာသူဆရာစာရတော့မှာပဲဆိုဝမ်းမတတာသွားလာကြပြကောင်းနေရှာတာပါပါကြပြဆရာတယောက်ပေါ်ထွန်းလာတော့ငါတို့သိဝင်တာတယ်အဲ့လိုပြောပြီးတော့မှဒါမျိုးငါတို့ကစုပေးတော့မှစုရွေးချယ်ရေးအဖွဲ့မှာငါတို့ကပါနေတယ်အဲ့တော့ငါတို့ကရေးလို့မကောင်းဘူးတဲ့အဲ့ဟောငါစုတွေပါရတော့မှသိသွားပြီရတော့ရွေးချယ်ရေးအဖွဲ့ပါနေတယ်သိကောင်းနေတယ်ပြောနေတာဟုတ် ဟုတ်ကဲ့ အဲ့တော့ရွေးချယ်ရေးအဖွဲ့မှာငါတို့ကပါနေလို့တဲ့ဆိုပြီးတော့ချစ်ကျူတာရေးပေးလိုက်တယ်ဟုတ်ကြပြဆရာအစ်တယောက်ထုံးကားလာတော့အလုံးမလားဝမ်းပါပါလေဆိုစားလေးလင်းကတောင်းလို့ရေးပြီးတော့ဒီစားလေးရေးပေးလိုက်မယ်ရေးပေးအဲ့စားလေးပိုက်ပြီးတော့ပြန်လာပြီးတော့တင်မိုးကိုပေးတယ်တင်မိုးလည်းဝမ်းတာ နှစ်ယောက်တူသွားကြဆရာနဲ့ ပြီးတော့ကွာမန္တလေးမှာမန္တလေးအဲ့တော့ဥမမောင်တင်ရှိသွားပြဆရာဥမမောင်တင်ကလည်းဝမ်းတာပြီးတော့ဥပမောတင်ကသူဌာနထဲမှာသွားပြအပြင်မဲ့ထုတ်ပြီးတော့ပြတော့ဆရာနေဟုတ်ကွာလေပမောက္ခကိုပြအောင်မယ်ဥချမ်းမြတ်ကဲတူကိုလေ ဟုတ်ကဲ့ ရရမှာဘူးတဲ့ကိုတယ်မို့မဟုတ်ခွာတယ်သူကမင်းအမှားတာတောင်းတော့သူမပေးဘူးမလားကလည်းဆရာတော်ကြီးရေးတဲ့စာပြမယ်အဲ့တော့ကိုတယ်မို့အဲ့ကိုတယ်မို့ဟာလေအဲ့တော့ကိုဖနာတာပါလားဖနာကြီးမကောင်းဘူးအဲ့တော့ဝါမှာချွတ်လိုက်တာဖနာကြီးကလည်းစုပ်တော့ကွာလဲဆိုကိုပြောလိုက်တော့ဖနာသားဝယ်ကြီးဆိုသူတပည့်တယောက်ကပတ်စံထုတ်ပေးပြီးတော့နီးရအောင် ဟုတ်ကဲ့ ဖနာဝဲလာကိုတယ်မို့ဟောတယ်ဒီဖနာစီးတယ်ဆိုတော့ကိုတယ်မို့စီးပြီးတော့ဟောင်းကိုလည်းကခိုင်း ဟုတ်ကဲ့ လွတ်မလိုက်တော့ကွာအော်ငေါတော့ကိုတယ်မို့ကျော်လည်းဖနာကိုလွတ်ရခဲ့ရတယ်အဲ့တော့ပြန်ကောက်ချင်တယ်အပြန်မစကောက်မယ်အဲ့တော့သူအဲ့ဝင်ဝါရဖနာချုပ်ပြန် ဟုတ် အဲ့တော့ဒါခပ်ပါဘာလို့ဘုန်းကြီးတော့မဟုတ်ဘူးကွာချွတ်ဆရာမလို့ဆရာကြီးတွေကြတယ်မနက်စီးမွေညလို့တော့စီးခဲ့ဆိုဝင်သွားပြီးတော့ဆရာဦးချမ်းမြကိုဆရာကဒီဝါမောင်ဆိုင်မဖြစ်သေးပါဘူးမဝဲပြီ ဟုတ် ကိုတော့ဟိုပရိမေတကယ်ဆိုတော့ကိုလည်းတည်ရဆရာ ဟုတ်ကဲ့ ဟိုဖေတော့ပါပြီးတော့တောင်းတော့ဆရာတော်ကြီးကဒီလိုပေးလိုက်တယ်တဲ့ ဟုတ်ကဲ့ ဟုတ်လေဘယ်လိုလူငယ်
လာကဗျာဆရာအသက်တယောက်ပေါ်ထွန်းလာတော့မမကြီးအတွက်အမှန်ဝမ်းမြောက်ကောင်းကြီးဖြစ်ပါတယ်ဆိုတာစာပြတယ် ဆရာဇော်ကျဲစာပေါ့ ဥချမ်းမြ ဟုတ်ကဲ့ဦးချမ်းမြောက်ပြလိုက်တာပေါ့ဟုတ် ကိုသိဟန်လို့ခေါ်တာတငယ်ရင်းတွေကို ဆရာဇော်ကျဲနာမည်ဦးသိန်းဟန်ဟုတ် ကိုသိဟန်ကတဲ့ဟောမလို့ဘူးနော်တဲ့တောင်းတန်တော့လို့မရေးဘူးတဲ့တော်တော်သဘောကျလို့ရေးတာပဲအေးဝက်တာပါလေကွာတဲ့စာလေးပြန်ပေးလိုက်တယ်အဲ့ဒါလေးရွေးပြီးတော့ဟာလားအဲ့တော့ကွာအထွက်ကြတော့ကွာဆရာကိုပြန်ယူပြီးတော့ကိုယ့်အိတ်ကတည်းကဟဲ့ကောင်နဲ့ငါစားတယ်ငါတောင်းလာတာကွာဆိုရပြစ်တာငါတောင်းလာတာငါသာမဟုတ်ဘူးငါတော့ရေးပေးတာကိုယ်တမင်လောက်တာပါ ဟုတ်ကဲ့ ဟုတ်တယ်ရပြစ်မမတို့ရလည်းရေးပေးလိုက်တော့ကွာတဲ့ငါရေးမမတို့လကားပါဆရာလို့ကျွန်တော်ဘာလို့ဖို့တော့ဆိုကျွန်တော်သူ့ပေးတယ်ပေးတယ်ဟောလို့အဲ့ကတည်းကထည့်ပေးလိုက်တယ်နောက်တော့ပါကြတော့အဲ့စာလေးပေးပါဦးလို့ copy ကူးရင်ကော်ပီကူးရဆိုတာအဲ့ဒီဟာဟိုစက်နဲ့ကူးလို့မရဘူးလက်နဲ့ပဲကူးထားမှာ နည်းနည်းကဟုတ်ကဲ့ အဲ့ဒါဆိုတော့ရောမရှိတော့လေအဲ့ကလည်းဒါနဲ့သူအဆောင်ကြတော့ပြန်ရှာမတွေ့တော့ဘယ်အောင်မှမသိ ဟုတ်လားဩပျောက်သွားတာပေါ့ မူရင်းလည်းကူးလည်းမထားလိုက်အောင် ဩဟုတ်ကဲ့ ကူးတဲ့ဆက်လည်းမရှိဘူးကူးလည်းရင်းနဲ့လည်းမကူးလိုက်အောင်စာမူရင်းလည်းပြောက်တော့ကိုတင်မိုးဘာလို့လို့တဲ့ဟိုပြသည်ပြနေပဲဘယ်အောင်မှမသိဘူးတဲ့ဟိုလူမေးဒီလူမေးလည်းပြန်မရတော့ပါအဲ့ကြပြလေးအဲ့ဒီစာလေးအဲ့ဒါဟိုလောက်ရှိ56 59လောက်ဖြစ်မှာပေါ့56 1956 59လောက်ဖြစ်1956လောက်ဖြစ်မှာပေါ့1956လောက်ဖြစ်မှာပေါ့ တော့ငါကြဖြုတ်လိုက်ငါကြဖြုတ်တိုင်း 1956 59လောက်ဖြစ်မှာ1956 59အမဟုတ်အိုက်စာအုပ်1956 59ခုမော ဟုတ်တယ်စာအုပ်ပြောတာစာအုပ်ထုတ်တော့ဖမ်းမိရဲ့ ခုနှစ်လား ဟုတ်တယ် ခုနှစ်ကတော့58လောက်ရောက်ပါကိုတင်မောကိုက56တက္ကသိုလ်ရောက်တယ်သူက58မှာဆက်လာအောင်လား ဟောဟုတ် တနှစ်သူကနောက်ကျတယ် ဟောဟုတ် ကိုစောတယ် အသက်ကြတော့သူက3နှစ်ကြီးတယ်နော်ဆရာတဲ့3နှစ်ကြီးတယ်တင်ဖို့ကကြီးတယ်3နှစ်ဟုတ်ငါတို့ကတကြီးလာတဲ့ကျောင်းစောကြီးနေရရလာတယ်တလိုက်ချမ်းအဲ့ဒါလည်းအမျိုးသားစာပေစုရတယ် ဟုတ် စုရမယ်လို့ထင်လို့ထုတ်တာမဟုတ်ဘူးဘာလို့ကိုယ်လည်းဒီလောက်ချင်းမကြီးကြပါကိုတင်မိုးလည်းမထင်ပါဘူးစုပေးတဲ့အချိန်နဲ့ကြိုက်နေလို့အဲ့ဒါပြီးတော့ကြည်အောင်ထုတ်လိုက်ပဲအဲ့တော့မောင်ဆိုင်ထုတ်တော့မထုတ်ချင်ဘူးလို့ ကြည်အောင်ကဒုတိယလားဒုတိယပထမကတင်မိုးနောက်မင်းလည်းထုတ်သွားတဲ့ကိုတင်မိုးထုတ်ချင်ဘူးထုတ်တော့လည်းမရှိဘူးလို့ကထုတ်တော့လည်းမကောင်းဘူးလို့ဆိုမှာထုတ်တယ်စုပေးတဲ့ပတ်စံကြတော့ဘယ်လိုလဲပတ်စံကိုလူလည်းစုတယ်အဲ့တော့ဒါနဲ့မောပါဒီပါလာရောပြန်စုလိုက်တော့တဥစ္စာလောက်ရပြီးတော့အဲ့ဒီလေပါလေငါအလုပ်ချင်တာမလုပ်လိုက်ရဘူးတဲ့အဲ့ကလေးတို့နဲ့တွဲထုံမယ်ပေါ်ဒီပေါ်ရှာမတော့ပါနဲ့တဲ့နိုင်ငံရဈေးကွက်မှမရှိရနဲ့တော့မဟုတ်ဘူးတဲ့ဖတ်ကျင်တဲ့လူအင်္ဂလိပ်လိုဖတ်ရတာပေါ့ကွာငါတို့မှာကိုတာနိုးရှိတယ်တဲ့ကိုတာနိုးဒုက္ခပေးတာဟုတ်ကဲ့ငါတော့မခိုင်းရဘူးလို့ငါခိုင်းမယ်တဲ့ကိုတာနိုးကိုဘာသာပြန်ခိုင်းကိုတာနိုးကရှော့ရှူပြန်ပေးတယ်ဟုတ်ကဲ့ဘယ်သူကြပြတော့နဲ့တင်မိုးမောင်ဆိုင်ဆိုတော့ပြန်ပေးမယ်တဲ့ဒီပြည့်လူတော့ပြန်မပေးဘူးတဲ့ဆိုပြီးတော့သူကပြန်ပေးရဟုတ်ကဲ့မောင်ဆိုင်ကြတော့သူကတင်မိုးကြည့်အောင်လို့လည်းရင်းနေတယ်ဘာဖြစ်လို့လဲဆိုတော့ကွာတက်ဦးအမှုဆောင်တက္ကသိုလ်အမှုဆောင်သူတို့နဲ့အတူတက္ကသိုလ်ပြန်ကြားရေးပြုလို့တွင်ရမှုအမှုဆောင်ရွေးခံတော့ကိုတင်ရွှေကိုသားနိုးမိတ်ချလာကိုကျော်စိုးမြင်းကြံကိုသားလာအဲ့လိုမြင်းကြံကိုမျိုးညွန့်ရဲ့အဲ့လို3နှစ်လုံးလုံးမှာဟိုအပါဒီအပါပထမတော့ရွေးကောက်ပွဲနဲ့ရွေးခံရတဲ့အမှုဆောင်ဖွဲ့ကနေပြီးတော့ခန့်တဲ့စာကြည့်လိုက်မှု
အဲ့ဒါသူကရွေးကောက်ပွဲမဝင်ရဘူး ဟာ အဲ့ဒါအပြီးတော့နောက်နေ့ကျတော့မှတွဲခဲ့ကြည့်ဘူးနောက်ဖက်ကျတော့အဲ့လိုနောက်တော့ပြီးတော့ပလောက် အ ရှင် တက်ကြတော့ဘယ်လိုပါလဲမောင်တာနိုးနဲ့ဆရာနဲ့ ဟမ် ဘယ်လိုကကြီးလဲမောင်တာနိုး သူကကြည့်တယ် ဟုတ် ကိုသားနိုးနဲ့ကိုသားနိုးကကြည့်ရအများကြီးကြည့်တယ် ဟုတ် သူက53မိနစ်တက်ကတော်ရောက်ကိုက56 အဲ့ဒါချောင်းပါရ 53အော်တိုဘာတောင်းတလာပဲရေးကိစ္စနဲ့တောင်းထုတ်ခါရတာ မောင်တာနိုးက 56ကျမှပြန်သွင်းတာ ဟုတ် အဲ့လိုကိုကသူ့ကျောင်းကနာမည်ကြီးတယ်သူ့နာမည်အသိကြီးတော့ကြားဘူးနေတာဆောင်းမရေးတယ်တက်ကတော်ဆရာတယောက်မြန်မာသားဆရာတယောက်ကနေပြီးတော့သူတပည့်တော့ဆောင်းမရေးတယ်ဆိုရှားတယ်နော် ဟုတ် မောင်တန်တို့ကကျောင်းသားသမက်ကမှုဆောင်ထောင်ကြတဲ့ကျောင်းသားအကြောင်းကိုသူရေးရတာဥမမောင်တင်ကဘာဖြစ်တုံဆိုရေးတယ်ကွာရေးတယ်မဂ္ဂဇင်းနဲ့ထည့်အဲ့လိုတော့ဖတ်ရတယ်မောင်တန်တို့အကြောင်း သူကလည်းဟိုတိုင်းသာမင်းကြီးရဲ့မြေး ဆော လား င်းကလွတ်လာတဲ့အကြောင်း တိုင်းသာမင်းကြီးရဲ့မြေး ရေး လား တယ်မောင်တန်တို့အကြောင်း မဟုတ်မြေးဟိုဟာသူကမင်းမျိုး တိုင်းမင်းကြီးရဲ့မြည်ဆိုတာရေးကြည့်တာ ဟုတ် တိုင်းမင်းကြီးမြည်ဆိုတာကိုဖော်ထုတ်ချင်တာ ဟုတ် တိုင်းတိုင်းမင်းကြီးရဲ့မြည်မြို့အုပ်ခမောက်လေးရဲ့သားတောက်ဆောက်မြို့ခမောက်လေးရဲ့သားတောက်ဆောက်မင်းမျိုးတောက်ဆောက်မြို့သားမျိုးတောက်ဆောက်သားတို့သူနာမည် အဲကျောက်ဆောက်တာနိုးဟုတ် ကျောင်းကိုစည်ရေးသွင်းတာတောက်ဆောက်သားတို့ ဟုတ်ကဲ့ တောက်ဆောက်မဟုတ်ဘူးနော်တောက်ဆောက် ဟုတ် တကကြီးတော့ကိုင်တောက်ဆောက်သားတို့စကိုင်းကနေအောင် ဟုတ်ကဲ့ စကိုင်းကအောင် ဟုတ်ကဲ့ အောင်ပြီးတော့သူနဲ့တက်ကတော်ဝင်နေရ စကိုင်းအောင်တော့10တန်းအောင် လူလူဂျာနဲ့မှဝင်တော့တယ်လူဂျာနဲ့လူလူတဲ့ဒါမှကိုတန်တို့ကအင်္ဂလိပ်စာတော်တယ်ဆိုတော့သူကအင်္ဂလိပ်ရေဒီယိုကနေပြီးတော့ BBC ဟာတွေကိုသတင်းတွေကိုဖမ်းပြီးတော့နိုင်ငံခြားသတင်းတွေဖမ်းပြီးတော့ပါလာပြန်ရတယ်ကိုတန်တို့က ဟုတ်ကဲ့ အဲ့ဒီကမှတက်ကတော်လာအဲ့တော့အော်တိုဝါကျောင်းတက်လာပဲကိစ္စမှာတောင်းထုတ်ခံရ ဟုတ်ကဲ့ ကိုတန်ကိုတက်ကတော်ဝင်အောင်နှစ်ယောက်ဆိုတော့ ဟုတ် အဲ့တော့မှသူတို့56ကျတော့ပြန်သွင်းတယ် ဟုတ်ကဲ့ အဲ့တော့ကိုရိုနာဆုံးတယ် ဟုတ် ဟိုတင်မိုးတို့က58ဓမ္မတက္ကသိုလ်ရောက်ကိုသိန်းတယ်ကကိုရိုနာအတူ56မှာ56မှာအောင်ပေမဲ့မြန်မာသာကိုရင်းနဲ့အောင်ပေမဲ့ပတ်စံမရှိတော့တစ်နှစ်ထွက်ပြီးတော့အလုပ်လုပ် ဟုတ်တလောမှာဆို ကန်းကြောင်မှာ ပြီးခဲ့တဲ့တစ်ပတ်ကမှစုံသွားတာလေကိုသိန်းနိုင်ကိုလူသိန်းနိုင်ဟုတ်ကဲ့ မောင်ရွာတို့နဲ့ထမ်းဘူးရွာ အော်သူကမုံရွာသားပေါ့အဲ့တော့ဆရာစွမ်းတို့နဲ့က အဲ့ဒီကနေပြီးတော့သူက လူတက်ခဲ့တာပေါ့ ဟိုဆယ်တန်းကိုဘုဒ္ဓလင်ချီလေးရတယ်ပဲမောင်ရွာအထက်ကနှစ်ကမောင်ရွာအထက်ကနှစ်ကမြန်မာသာဂုံတူးနဲ့အောင်တယောက်သေးပဲတ သိ ပြည် န်း တော့ နိုင်ဂုံလူသိန်းနိုင် မောင်တင်မိုးကရေစကြိုအောင်နော် အော်ဟုတ် ရေစကြိုအထက်ကနေတယောက်သေးပဲမြန်မာသာဂုံတူးနဲ့အောင် ဒါပေမဲ့ဇာတိကမြင်းကြံကတော့ကို ဒါတိယတောင်းတာ တောင်သားဟုတ် တောင်းတာမြို့နယ်ကဒါမဲ့ဟိုမြင်းညာမှာတက်ပြီးတော့ကျောင်းနေနေကြဆွေမျိုးမရှိတော့ရေစကြိုကအမျိုးတည်းရှိသူ့ဘာသာသွားတာပြောရင်ကထားတာမဟုတ်ဘူးတော့တော့အောင်တော့ရောပေါ့ဘုန်းကြီးဝခိုင်းတာ ဟုတ်ကဲ့ ကိုရင်လေးဘွားထွက်သွားတာဟုတ် ဟုတ် ကိုရင်နေနဲ့စတော်လို့ဘုန်းကြီးတောင်းကလည်းမထွက်စေချင်ဘူးလေ ဟုတ်ကဲ့ ဒါမဲ့သူကလူသားပဲတင်နေတယ်ဆိုတော့ထွက်တာရေကြွားနေပြီးတော့ဆဲတာအောင်မြန်မာသာကုန်ထူးနေအောင်ပညာညွှန်ကြားအဲ့တော့အားလေအဲ့ဒီဘက်ကိုခရီးသွားရင်လည်းတွေ့တော့ကြားတော့ကြတော့ဦးဝေးမောင်ကမှားလိုက်တယ်ပါမခဦးဝေးမောင်ကအဲ့လိုဗချမ်းဆိုတာတွေ့လို့ရှိရင်ကျောင်းမနေနိုင်ဘူးကြောတယ်မနေပြင်းမပူနဲ့ငါတို့ အော်ရန်ကုန်က တိုင်မဲ့ပေးမယ်ဆိုတော့မောင်ရန်ကုန်ပါမောက်ခမြန်မာသာပါမောက်ခရန်ကုန်ခေါ်ခဲ့ တင်မိုးတရင်ကိုရန်ကုန်ကနေပြီးကြားရတယ်ပေါ့ရန်ကုန်ကသိနေတာ အဲ့ ပေါ့ ဒါမဲ့ဟိုမမောက်တဲ့တို့စီလဲစာရေးထားတယ်အဲ့ဒီဗချမ်းကိုရအောင်ခေါ် ဟုတ်ကဲ့ဘာကြောင့်တင်မိုးဆရာတင်မိုး ဒီကကျောင်းသားတယောက်ကိုသွားခေါ်ခိုင်းတယ်ပတ်စံပြေးပြီးတော့အဲ့ဒီလက်ရောအဝိစာရောပတ်စံရောပြေးပြီးတော့ခေါ်ခိုင်းတယ်
အဲ့ရလေးမဟုတ်ဘူးဟွာပေါ့အဲ့ဒီတစ်တာကြောင်ချက်ဖို့ခကြီးတောင်တစ်တာဟိုစောင်းနေပါလေချက်အဝတ်စားလည်းပါတာပေါ့လေအဲ့ဒါနဲ့သူ့ကိုချက်ခေါ်ခိုင်းလို့ပါလာပါနာမည်ကြီးတယ်သွားတော့ကြည့်ကြတယ်ချွတ်ရတယ် ဟုတ်ကဲ့ တော့ခဏကြည့်နေတနစ်ထဲတက်ရောက်တာဘာသာရက်ကလည်းတူတယ် ဟုတ်တင်မိုးနဲ့ တူတော့သူခဏကြည့်တော့သူကရှေ့ရထိုင်နေကိုတင်မိုးတို့ကနောက်ကထိုင် ဟုတ်ကဲ့လွဲကြည့်ဆိုတာဆရာ နောက်ကတည်းကကိုသိန်းနိုင်တဲ့ ဇ ကို နီး တင်မိုးကအတူတူထိုင်ရတာ ဟုတ် ထိုင်ပြီးတော့သူတို့တောင်သာသူတယောက်ရှိတယ်တဲ့ခဏကြည့်ဆိုတာ ဟုတ်ကဲ့ ချောတယ်တဲ့ကိုပြောအဲ့တော့သူကဝင်တော့ငါလိုက်ခဲ့ပါဆိုတော့သူနောက်ကနေခဏကြည့်နောက်ကသပင်လေးကိုထုံလိုက်ပြီးချီလောက်နိုင်ဆော့နေကြတာ သူကတော့ဘယ်သိမလဲသူတပင်ကနောက်ကခုံမော်တင်နေတာဖြန့်ချတာရေကောင်းလျှော်ပါညာပေါ့ ဟုတ် ကိုတမိုးတို့ကိုသိနိုင်တော့ဆော့အကိုလိုက်ရွာသူတို့လာလေလို့ပြောသွားကြည့်နောက်ကြတော့တောင်းသားသူဆိုပြီးတော့ပေါ့လေ ဆရာနဲ့ဘယ်လိုရသွားလဲ မဟုတ်တာအဲ့ဒါကြောင့်မဟုတ်ကိုရမကြတဲ့ကိုအကိုဝင်းခွဲရရောက်လာတယ်ခဏကြီးရတဲ့ငယ်တည်းပဲမပြုံးနဲ့ငါတို့တငယ်ချင်းတဲ့ငါစာပွဲကြနေခဲ့သူအောင်လို့တဲ့အဲ့ဒါသူမိတ်ဆွေမရှိအတိမရှိတော့မန္တလေးမှာအားငယ်လို့မိတ်ဆက်ပေးပါဆိုလို့ငါကြည်ရှိတယ်ဆိုပြီးတော့ငါတောင်းတာကနေလာပြီးတော့မိတ်ဆက်ပေး ဟုတ်ကဲ့ အဲ့ဒါငါညီပဲတဲ့သဘောကောင်းတယ်တဲ့ခိုင်းနေဟာခိုင်းအဲ့တလုံးခိုင်းခိုင်းနေခိုင်းနေပြောဖို့ကသဘောကောင်းနေခိုင်းနေခိုင်းနောက်တနေ့ကျခေါ်လာတယ် ဟုတ်ကဲ့ ငါ့ကိုလိုက်金ပဲနဲ့တသိကောင်းနဲ့စားအိမ်နဲ့ဝဲပြပါတဲ့ဝဲပြရတယ်နောက်နေ့ကျခေါ်ပြန်အောင် ခိုင်းကြီးခိုင်းတာပါ ဆောဟွာသမီးစားတာမကောင်းလို့ခေါက်ဆွဲကြဝဲပြပါအဲ့ဒါဝဲပြရတယ်ကိုယ်လည်းပတ်စံရှိတာမဟုတ်တော့စိုက်တော့ဝဲမပေးပါဘူး ဟုတ် တော့ဝဲပေးရခဏနာခေါ်ခိုင်းနေမိတ်ချက်ပြတဲ့လူကလည်းအဲ့လိုခိုင်းကြီးကခိုင်းနေတော့ကောင်းတယ်ငါညီတဲ့ ငါကြောင့်ဘယ်လိုရသွားလဲအဲ့ဒေါက်ကင်လက်ကြီးနဲ့ဆရာနဲ့က အဲ့နဲ့ရတော့ခိုင်းရတယ်ရတော့နဲ့ဗာမေပြောဗာဆက်ပြော အဲ့မျိုးသားစာပေစု ပ က ညာသင်ရတာတော့အဲ့ဒါဟွာလေအဲရွာမှာကြောင်းမရှိလို့ ဟုတ်ကဲ့ ဆယ်ပတ်တော့ဝေးတဲ့အမေမောင်ရှိတဲ့ရွာအမေအကိုရှိတဲ့ရွာမှာ ဟုတ်ကဲ့ အမေကိုမြေတိုင်းရှိတဲ့ရွာမှာသွားပြီးတော့ကြောင်းနေရတင်းနဲ့3တန်းနေရနောက်ပြီးတော့စစ်ဖြစ်တော့ပြန်မနေရတော့ဘဲနဲ့လဝဲမြင့်ဒီဘက်မှာစစ်ပြေးရတယ်ပြည်တွင်းစစ်ဖြစ်တော့လဝဲမြင့်နေရကြောင်းကလည်းပိတ်လိုက်တော့ ကျွန်တော် ဘာလို့ဟဲ့ဩစာပွေးကပါလားဟောဘာဒါပဲဗမီရှာဘာလဲရွာမှာကြောင်းမရှိဘူးနော်အဲ့ဒါထနောကုန်းဆယ်မိုင်ဝေးတယ်အမေအကိုရဲ့ရွာကိုသွားပြီအဲ့ရွာသွားမနေရတယ်ဆောက်ကွာနေ3တန်းအောင်4တန်းဘာလဲအဲ့ဒီကနေထွက်လာပြီးတော့4တန်းမအောင်နေဘူး4တန်းကထွက်လာပြီးတော့အဲ့ဒီလဝဲမြင့်ဒီမှာကြောင်းတက်မဲ့လို့တော့လဝဲမြင့်ကြီးလည်းကြောင်းကပိတ်လဲရတယ်ပြည်တွင်းစစ်ကိုအဲ့တော့မှအဖေကမဖြစ်ချီဘူးဆိုပြီးတော့မြင့်ကြံပို့ဟိုအဲ့ဒီထနောင်းကုန်းမှနေတယ်အမေ ပြည်တွင်းစစ်ဆိုတော့1950ဝန်းကျင်ပေါ့
1950ဝန်းကျင်ပေါ့ စလောင်းကုန်းမှာနေတယ်အမေရဲ့ နော် အမေရဲ့အကိုကလည်းတညဖမ်းမှာရွာမှာတပုံမီးရှို့လို့နေကြအိမ်မရှိတော့မြင်းကြံမြို့ ဒီ ရှိ မှာ တယ် ပြည်တွင်းစစ်ဆိုတာ1950ဝန်းကျင်ပေါ့1950ဝန်းကျင်ပေါ့ မြင်းကြံကိုရောက်သွားတယ်ဟာကိုက ဟုတ်လေဒီမှာ ပြည်တွင်းစစ်က1950ဝန်းကျင်ပေါ့ ဘာလို့ 1950 ဒါ1959လား 50 50 ဝန်းကျင်50 ဒီကပြည်တွင်းစစ်ကဟောကလေးဖြစ်တာ40အာ48 48 49ကစမှာ40ဟုတ်ဟုတ်ဗိုလ်ချုပ်ဆန်1948မှာဆုံးတာလေ 49မှာဖြစ်သေး 49ကစတာပေါ့ လွတ်လပ်ရရတဲ့နှစ်မှာဖြစ် ဗိုလ်ချုပ်ဆုံးပြီးနောက်နှစ်တွေမှာဖြစ် လွ တာ တ်လပ်ရ ပေါ့ တဲ့နှစ်မှာ လွတ်လပ်ရ1948 လွတ်လပ်ရနဲ့အတူတူဖြစ်တာပဲ ဟောဟုတ်ကဲ့ ကတို့ဘက်ကသဘောမရှိဘူးမြေကြပခုတ်ကဘက်ကအရန်ဒီသဘောနဲ့ရောက်လာအရန်ဒီသဘောနဲ့ခေါင်းဆောင်ကတို့ရွာကိုအဖေရဲ့ညီယာကျောင်းဆရာစစ်တွေဆိုရနော်မကျောင်းစဉ်10တန်းကျောင်းသား10တန်းအောင်တယ်သူကကျောင်းဆရာအဲဒီကျောင်းဆရာအရန်ဒီတော့ထဲမှာပဲကြာဆုံးပါတယ်သူညီယာလည်းပါတယ်သူညီကနှစ်ယောက်စလုံးတိုက်ပွဲမှာကြာအဖေကမလိုက်ဘူးငါဆွေမျိုးတွေကိုထိန်းကြောင်းထိန်းတရားမယ်တဲ့ခစ်ပြက်ကြီးဆိုတော့အန်တရားလည်းများတယ်ဆိုပြီးတော့အဖေက6လုံးပြူတစ်နဲ့2လုံးပြူတကြီးဆိုတော့2လုံးပြူရတိုင်ခွင့်ရှိ6လုံးပြူတော့ကတော့အလန်ဒီလေးရှိရယူထားတယ်စတင်ကန်တနက်ရသမျှယူထားတယ်နောက်အဖေအဖန်ခံတစ်နှစ်ပုံမှန်9နဲ့ထောင်ကြအဲ့တော့လွတ်လာတော့ရွာမှာမနေရဘူးလေအစွတ်တက်တွေလာတယ်အနဲ့ကြားရင်ဟွာလို့ရတယ်တောထဲမှာသွားပြီးတော့ပဲနေတယ်လေရာခင်းနေပါလေစောက်ရင်ဆိုတော့ပုံမျိုးနဲ့လေအဲ့တော့တောထဲမှာရေတွင်းကျူတယ်မောင်းလက်တွင်းနဲ့ကျူတာကတော့ကစကျူတယ်မောင်းလက်တွင်းနဲ့ကြက်သွင်းရေခင်းတောင်းတယ်ပြီးတော့ဟွာမုံလာတွေပန်းမုံလာတို့စိုက်တယ်ဘယ်သူမှမစိုက်ဘူးရွာခုတည်းထိလည်းမစိုက်ဘူးအဲ့ဒါတွေစားလည်းမစားဘူးလေသူတို့ချမောင်ရွက်တို့ကင်းမောင်ရွက်တို့အလကားရတာပဲစားမှာပေါ့ ဟုတ်ကဲ့ အဲ့ဒါပဲခုရကင်းမောင်ရွက်ချမောင်ရွက်အဲ့လိုရွက်တွေပေါ့ခြုံရရွက်တွေပဲစကူးစားကြပြီးတော့မကြည့်ရစကူးစားမယ်ပေါ့ဟုတ်တယ်မလားဟိုလိုဝဲစားတာအားလို့မွန်လာတို့ဟာတို့အလကားပေတော့မစားတတ်ဘူး ဟုတ်ကဲ့ မမောင်လာတို့ဟာတို့မစားတတ်ဘူး ဟုတ်ကဲ့ နာနေတဲ့အဲ့တော့ကိုဖေပန်းမုံလာရောကော်ဖီတို့ရောကျက်သွန်အမေကြီးတွေရောနဲ့ဟာကျက်သွန်နေတယ်ကျက်သွန်ပြူရောစိုက်တယ်တက်ပြီးတော့စိုက်ကြည့်တာရေလားမောင်းလက်တွန်းနဲ့ရေလောင်းနဲ့ကိုယ့်ကိုမောင်းလက်တန်းအောင်ဆိုတော့မောင်းလက်နဲ့ရေငင်ခိုင်းနေ ဟုတ်ကဲ့ မောင်းလက်နဲ့မောင်းတန်းအောင်လို့ ဒီရကျော်ဟိုဒီတော်လာရင်နောက်မှာအတိုင်းရှိ ဝလုံးကိုဆွဲရ ဝလုံးဆွဲရတယ်လေဝလုံးတော့ဆွဲရ တွန်းနဲ့ချတော့လေအပေါ်ဆွဲချတယ်လို့အီနဲ့ဆွဲချအခါ20လောက်ဆွဲရတော့ကပြန်တင်တော့တာမှပြလိုက်တာရှိဆိုတက်လာဖမ်းလာတာအဲ့လို ဟုတ်ကဲ့ အဲ့လိုမောင်းလက်တွန်းနဲ့ရေကျူရတယ်လောင်းလိုက်တဲ့ရေကိုမြောင်းဖောက်ပြီးတော့မြောင်းကိုထမ်းသားကိုထွန်းထားတဲ့မြောင်းနဲ့ ဟုတ်ကဲ့ ရေလောင်းချတယ်အဲ့ဒီရေကိုမြောင်းမြေကြီးထဲမှာမြောင်းဖောက်ပြီးတော့တက်သွင်းချင်းပြားတစ်ချက်ချင်းနေရတယ်ရေသွင်းပြရတယ် ကြားထဲမှာရေစီးသွားကြ တခြားပဲတခြားခန်းပဲတခြားဖြားတစ်ချက်ချခန်းလေးတွေလောက်ပေးထားတယ်မြေကျော်ပေါင်းလေးတွေနဲ့အဲ့တော့ကြက်တုံကို ကျော်မြင်လို့တယ်ငငယ်တော့ကျော် အဲ့ဒါလေးခိုင်းနေဟိုလက်မောင်းတန်အောင်လို့ဆိုရေငယ်ခိုင်းနေအဲ့ဒီအလုပ်ပြီးတဲ့ခါကျတော့ဘယ်သူမှတရက်ပင်မရှိဘူးတကြီးရဲ့ရှိတယ်တကြီးပိုင်နဲ့တရက်တခိုးမှဆိုလို့စောင့်ရတယ်အဖေကအောက်ကအိတ်နေတယ်ထမ်းလက်ခင်းတယ်ထမ်းပလက်ကိုခေါင်းအောင်နေအောက်ကပစိုးရေလဲပစိုးခင်းလိုက်တယ်ထမ်းပလက်ခေါင်းအောင်ပြီးတော့ဖေကအိတ်တယ်အဲ့ပြီးတော့ကိုတော့တဲပြကွာကြတဲပြတက်ပြီးတော့တဲကင်းလေးတွေခုခိုင်းတယ်တက်ပင်တက်ခိုင်းတာယောက်ျားဆိုတော့တက်ပင်တက်တာအမေကအသက်လိုက်ကြတယ်မယ်ဆိုတော့ခုံးမသွားနဲ့အမေနဲ့ရံပြည့်အဲ့ဒါမဟုတ်ခေါ်အဲ့ဒါဓာတွေ့ရအတူဓမ္မကြီးနဲ့ကြောက်ကြတဲပင်ဆိုတာကတဲ့ဖြစ်ပေမှာအစီထွက်မှာအတိတီတာခုတ်ရတယ်
ဟုတ် ဘယ်ညာခုန်နေရတယ်အမှ ဒီကအန်ဒီကကျွန်တော်ကြွေးတာနဲ့ ဘာလဲ ကျွန်တော်ကြွေးတာ လက်မတောင်လို့လေ ဟုတ်ကဲ့ လက်မောင်းတောင်လို့လေခုတ်ရတယ် ဟုတ် ကိုယ်လည်းသူနဲ့လက်ခိုင်းနေ ဟုတ်ကဲ့ လက်ခိုင်းနေသူများနဲ့လက်ခိုင်းနေနော်အဲ့တော့ဟိုနွားစီခိုင်းနေမရှိရလို့ ဟုတ်ကဲ့ အဲ့တော့တစ်ပြခုတ်ခိုင်းနေတော့အဖေက ဟုတ်ကဲ့ နိုင်ကြတော့တနတ်ကကိုနှမကတနတ်ကိုယူကြည့်မော်တော့ဘာညာနဲ့ကြည်တန်တဲ့ဂိုင်းသူ့သားပြစ်တာခိုင်းတာမဟုတ်ဘူးဟဲ့အဲ့တော့ကြည်တန်နေဘာတော့ပေးရသူသမီးကတောင်းကြတော့ ဟုတ်ကဲ့ လူတွေကိုတိုက်ပေါ်နေပြီးတော့ဟဲ့ချရရမလားချိန်ကြည်တန်နေပါရဲ့ပြစ်အဲ့ဒါလူတွေကိုတနတ်နဲ့လိုက်ချိန်သမီးတေလိမ့်မယ်ကြည်တန်မထဲနဲ့ကြည်တန်ဖြုတ်ကြည်တန်နေတော့တိန်တာဖွက်ထားပြီးတနတ်ပဲထားတနတ်ဆော့နေရပဲကိုကတော့ကြည်တန်မပါမနဲ့ချုပ်ဆုံးမဆွဲရဘူးမောင်းတင်ထားတာမဆွဲရဘူး ဟုတ်ကဲ့ ဟိုကကြည်တန်နဲ့ဟာဟိုနှမဆွဲတာ ဟုတ်ကဲ့ ကိုကကြည်တန်မပါတာကိုမဆွဲရတာကိုဖေကတိသွားတယ် ဟုတ်ကဲ့ အဲ့တော့ဖေကတော့ပါမတိအောင်ဆောင်းနေတာပါပဲလာလာတနနဲ့ထမ်းမိမယ်ထုံဝိုင်းနေအဲ့ဒါကိုပြစ်မတရားနေချိန်ကိုင်းနေဆဲတော့ဝဲမလားမသိပါအဲ့ဒါတုံနေတယ် ဟုတ် အဲ့ဒါကမဖြစ်ပါဘူးတဲပင်ညာထိုင်နေတဲပင်ကိုမှီဒူးထောင်ပြီးတော့ချိန်အဲ့ဒါကိုတုံနေတာနော် ဟုတ်ကဲ့ ဒူးထောင်ပြီးတော့ချက်ချိန်ကြီးရဲ့တရားမှတ်ရဲ့တရားကွာရဲ့မျက်လုံးရဲ့တန်းနဲ့ဖြစ်ပြီးတော့ညစ်လိုက်ပထမညစ်တာတင်းကြုံနဲ့ညစ်တယ်နောက်ဒုတိယညစ်တော့မှဒိုင်းကိုဆွဲလိုက်အဲ့လိုဒိုင်းလာတော့မမအောင်ပြစ်ခိုင်းတယ်ချမ်းမြင်ကိုထုံးကွဲပြီးတော့ ဟုတ် တ ကဲ့ နက်ပြစ်လေးချက်ခိုင်းတာ ဟုတ်ကဲ့ 6လုံးပြစ်ခိုင်းတယ်စတင်းကတော့ကြည်တန်ရှားတယ်ကွာတယ်ဆိုတော့မပြစ်အောင်စတင်းကကြည်တန်နဲ့6လုံးပြစ်တာပါ ဟုတ် အဲ့တော့စတင်းကတော့လွယ်ပြီးတော့တမြောင်နဲ့အိမ်မြောင်ဖောင်းတယ်အဲ့ဒီအဒါนี่စစ်သားတွေကြီးအိမ်မြောင်ဖောင်းတွေရတာအဲ့ဒီလိမ်မြောင်ဖောင်းတွေကိုယူထပြီးတော့ငါ့ကိုချိတ်ပေးတယ်ဂိုင်းနဲ့ဆိုင်နဲ့မင်းဘူးလေရိုးရိုးဖောင်းတွေတော့မကိုင်နိုင်အိမ်မြောင်ဖောင်းတွေနဲ့ကင်းဆောင်ရတယ်အဝေးမှာရိတ်မြင်လို့ရှိရင်ပြောတာငါတို့ပြေးရမှာပြေးပြီးတော့ပဲချောင်းကမ်းပါမှာဂူတွေရှိတယ်အဲ့ဒီမှာတော့ပုံနေရတာရေတွင်းပြတဲ့ပုံအဲ့လိုပုံရတာ ပြည်တွင်းစစ်ခက်ပေါ့ပြည်တွင်းစစ် အဲ့တော့ပြည်တွင်းစစ်ပေါ့အဲ့လိုပုံတခါတည်းတော့မိသားစုပါပြေးရတယ် ဟုတ် ဒီပါစုဝါခင်ကြားပြောင်းခင်ကြားမှာအိပ်ရတယ်သူများအိမ်ကသွားပြီးတော့ဝါဘုံထဲမှာတွန်းတူထား ဟုတ်ကဲ့ တွန်းတူထားပြီးတော့သူ့ပြားပေါ်မှာဝါတွေဖုံးပြီးတော့ဆင်းနေလောက်ထား ဟုတ်ကဲ့ စစ်တပ်ကလာတယ်ဆိုရင်အကုန်လုံးဆင်းနေလိုက်တာ ဟုတ်ကဲ့ ဆင်းနေပြီးတော့ခြေဝါထက်နဲ့မှလေဝင်ပေါက်ရှိတယ် ဟုတ်ကဲ့ အဲ့လိုတော့ပြီးတော့ဝါလေးနေတယ်မှာအဲ့ရိုက်ပူနေနေရ ဟုတ်ကဲ့ မအဲ့ဒီဆွေမျိုးအိမ်မှာပုံတာပါအဲ့ဒီအိမ်လားမရှာပါဘူးသူတို့တကြီးအိမ်တကြီးတိုက်ခွဲရှာတယ်ပြောမရှိဘူးတဲ့ထွက်ပြေးရပြီဆိုပြီးတော့တခြားရွာပြေးတယ်ဆိုပြီးတော့ပြောလာတော့မရှာပါဘူး ဟုတ်ကဲ့ ကောစစ်တာမေးတာတော့အဲ့လိုခဏခဏလာဖာပြေးရတယ် ဟုတ်ကဲ့ ငယ်နာမေးငါဝက်ဆိုတော့အဲ့တော့မပြောရသေးမောင်ဝက်ပဲ မန္တလေးရောက်မှာ ကျမ်းမအောင်လို့မောင်ဝက်လို့မဲ ဟုတ်ကဲ့ မောင်ဝက်ရဲ့နာမမိခွေး ဟုတ်ကဲ့ ကျမ်းမအောင်လို့အထက်က3ယောက်သေးတယ် ဟုတ်ဟုတ် ဖမ်းမတယ်ဖမ်းမတယ် ဟုတ်ကဲ့ ကျမ်းမအောင်သူများရင်နိုးဆိုပဲပေးလိုက် ဟုတ်ကဲ့မန္တလေးတက္ကသိုလ်မှာစုံတာပေါ့ ဟမ် တင်မိုးတို့ဦးသိန်းနိုင်တို့ မန္တလေးဓမ္မဆောင်မြင့်ဓမ္မမဆောင် ကြည်အောင်တို့ ကြည်အောင် မလေတော့ကိုကအရင်ရောက်တော့ မောင်တန်တို့ကတော့ ကိုကဆ မြို့ ရာ ပေါ် ပေါ့ မောင်တန်တို့ကတော့မန္တလေးကဖြစ်မှာ ကိုအဲ့ဘောမမိုးသူနဲ့အချီဟောရဲ့ကိုရတနစ်သေးသူရဟိုကိုတေမိုးနဲ့မောင်သိန်းနဲ့နောက်တည်းမှာရောက် ဟုတ်ဟုတ် ဘယ်ကောသူတို့ဆရာလောက်တယ် ဟုတ်
အဲ့တော့ကလောင်ရှင်တင်းဆိုသူတို့ကဖွဲ့ကိုတို့တက်ဦးမှာနောက်ကြတော့ကလောင်ရှင်တင်းမှာလည်းကိုတို့ပါဝင်လို့ဆုံးရပြီးတော့နောက်သူတို့ပြီးတော့ကိုအတွင်မှုလုပ်တယ် ဟုတ်ကဲ့ အဲ့ဒီနေ့မှာဘုလင်ချလေးရဲ့စာအုပ်ထုတ်ပေးတာစုရ ဟုတ်ကဲ့ ကြည်အောင်ကကိုတဲ့ရဲ့စာအုပ်ထုတ်ပေးတယ်ကိုကဘုလင်ချလေးစာအုပ်ထုတ် ဟုတ်ကဲ့ ဟိုတမိုးကြည်အောင်စာအုပ်ထုတ်ပေးတာအဲ့လိုနဲ့စုတွေရပါကြတာဇက် ပ တို ထ င် မဆုံးရတာတော့ တင်မိုးကြည်အောင်မောင်စွာကြီးကိုတဲ့ကဘုလင်ချလေးနောက်ချပြီးတော့မှ16နှစ်10နှစ်ချတော့မှတရားကောက်တင်စိုး ဟုတ် ဒါ ကဲ့ ပေမဲ့ကလေးကပြားလည်းတင်မိုးပဲလေ ဟုတ်ကဲ့ တင်မိုးပြီးတော့မောင်တန်းထင်းဒုတိယမောင်မျိုးမြင့်ညီကိုတန်းထင်းနဲ့မျိုးမြင့်မန္တရပဲ ဟုတ်ကဲ့ မောင်တန်းထင်းမောင်မျိုးမြင့်မောင်ရဝင်းဖေး ဟုတ်ကဲ့ အဲသူတို့ချူရကြတာမန္တရရွယ် ဟုတ်ကဲ့ နောက်ဝတ္ထုကြတော့လေအဲ့ဒါညီဘူးလေးတို့နုနုရင်အဝါတို့ပြီးတော့ဗာလဲဒေါက်တာထွန်းရွှေတို့ဒေါက်တာရွှေစကိုင်းဖို့တင်အဲ့ဆရာမင်းအောင်မိုးအပြည့်ပြဝတ္ထုနဲ့ပထမဆုံးရမင်းအောင်ပြီးတော့မှစကိုင်းဖို့တင်ကငမဲကျော်အဲ့ဒါပြီးတော့မှဒေါက်တာထွန်းရွှေ ဟုတ်ကဲ့ လွိုင်းတဲ့တက်တယ်ရဲ့ဆိုတော့မှဒေါက်တာထွန်းရွှေဆရာဝန်ကြီး ဟုတ် အဲ့ဒါဒေါ်မတို့နဲ့တကယ်ချင်းမှာပဲအဲ့ဒါပြောဒေါ်မနဲ့ရွှေကိုင်းသားတို့ကစာပရိသာစုရ ဟုတ် ဆွေရလို့တီထွန်းလိုက်တိုင်းဗန်လီယာရနေတော့ပြောစရာဖြစ်တာပေါ့အဲ့တော့မှဆရာတော်ကြီးကရမှာပဲသူတို့ကမမဆန်တန်ရေးတဲ့တွေ့တဲ့မအောင်တွေ့တဲ့ရေးတဲ့တကလုံးရေးတဲ့ ဟုတ် မင်းတို့ငါတို့ကပေးစားပါလားလို့ပြောတယ် ဟုတ် တရုတ်ကဗျာနဲ့ကလားကဗျာတွေကရန်ကုန်မှနေရပြီးတော့မဲဟာလေငါပေးစားပါပေးစားဆိုတော့လက်ထက်ချိန်များတာ ဟုတ် မင်းအဲ့လိုဆရာတော်ရရှင်းပြတော့မှတောင်းတော့စီကျင်းတတ်တယ်ဖတ်ဖူးလားလောကမြတ်ကံ တောင်းတဲ့ဆွေရလား စောင်းနာမဲ့ကွာလောကမြတ်ကံ မဖတ်ဘူး ဗျာလေလောကမြတ်ကံ ဟုတ်ကဲ့ ပညာရှိတွေကမ်းနေကြတာခင်ဗျားတို့ကြောက်တော့ဆွမဖေးတာအဲ့ဒီတဘောပါ ဟုတ် ထင်ရှားအောင်ရေးပါလေ ဟုတ် တနာပါလေဒါပေမဲ့ကိုရန်ကုန်ရောက်ရင်သူကိုဆရာသမားတွေတဘောလို့ထားပြီးတော့သူဝင်ပါတယ်ဝင်တာလေဒီလားနောက်သူဆေးရုံတက်တော့ဒေဂာနီးမှာ သူကတောင်းတဲ့ဆွေပြော မန္တလေးဆေးရန်ကုန်ဆေးရုံကြီးမှာကင်ဆာထင်တယ် ဟုတ်ကဲ့ တက်ကယ်ဖုန်းနိုင်လည်းကင်ဆာပဲအဲ့တော့ကိုကပတ်စံတွေကောက်ပြီးတော့ဖုန်းနိုင်ရောတို့အဲ့ဒီတောင်းတော့ဆွေတို့ရောသိဝင်တာပဲ ဟုတ်ကဲ့ အဲ့တော့သမီးတွေစားကြတော့အထူးစားကြတော့စားကနေမှာမင်းသားတိတ်တော်လာသမီးသားဖိတ်တာ ဟုတ်ကဲ့ အဲ့ဒါတပည့်တဲ့ထုံနေတယ်ဘာမှဟာရှားတဲ့အကောတဲ့တိတ်တော်လည်းမျက်ကြည့်မျက်နှာတဲ့ဆရာတို့တိခါမှရှားတဲ့ကျွန်တော်ပွဲပြက်သွားလိမ့်မယ်ဆရာရံဖြစ်ရင်မငါကလေးကလာကွာတော့ဆုံးပြီးတော့သူထိုင်ပြီးတော့ရောက်ချင်းပဲသမီးစားတော့မယ်ဆိုတော့ကွာအသေးမြစ်တွေဆွဲပြီးတော့တောင်းလို့ဆွဲတောင်းတော့ရှိမျက်ကြီးကြောက်မတဝင်းတာအော်သေးတာဟေးဒီမှာဟေးကိုဆိုင်ရဟေးငါ့ကိုဟေးတဲ့ဥချရဟေးဆိုတော့အော်တာ ဟုတ်ကဲ့ ဝင်တာလို့လေ ကျွန်တော်ကြားရတာကြည်နူးတယ်ဟုတ် ငါကအသေးမြစ်တွေနဲ့ဥချဥလေချတယ်အသေးမြစ်တွေလည်းဆဲထဲတယ်ဆိုတော့ ဟုတ်ကဲ့ မယုံနိုင်အောင်ဖြစ်ပြီးတော့သူကမျက်ကြီးကြောက်ဝင်တာ ဟုတ်ကဲ့ တယောက်နဲ့တယောက်ရန်သူလိုအောင်မေ့ကြတာ ဟုတ်ကဲ့ ဒါမဲ့ကိုကတော့အဲ့လိုမထားဘူးလေစပစ်ဝေးပဲရေးဆိုတော့ကိုကသဘောပေါက်တယ်ရေးမယ်ဒါမဲ့ရန်သူမဟုတ်ဘူးဆိုတာဒါပေမဲ့သူတို့ကရန်သူလိုသဘောထား ဟုတ်ကဲ့ ရန်သူလိုသဘောထားတာတခြားကြောင့်မဟုတ်ဘူးသူကအလန်ကြီးကိုဘကပဆိုပြီးတော့ဖြစ်တာနောက်ကြတော့ကိုကမြင်းညာကအလန်ကြီးမျိုးဆိုတော့သဘောကျအလန်ကြီးရွာကအလန်ကြီးမျိုးသူလည်းအလန်ကြီးလို့ပြောလိုက်တာဟိုမောင်ရကစောတယ်ဆိုတော့ကောင်ကပြောတာ ဟုတ်ကဲ့ စောအောင်နဲ့စောတယ်ကသူကအလန်ကြီးလို့ပြောအဲ့ဒါနဲ့သူကကိုယ်ပေါ်မှာပြည်လဲသွားတာဒါမို့ရင်ဘကပဆိုတော့အညိုကြီးတာ ဟုတ်ကဲ့ အဲ့လိုနိုင်ငံရေးရပါသေး ခုနဟိုစာအုပ်ထုတ်တော့ဒီဖန်မီအိမ်တို့ ဟမ်
ဒီအမျိုးသားစာပေဆိုရတော့ဘလူးပတ်စံပေးလဲပတ်စံဘလူးရဘလူးပေးလဲပတ်စံ ပတ်စံဘယ်ရတော့ ဒီအမျိုးသားဟိုဖန်မီးအိမ်တို့ကြပြစာအုပ်ထုတ်တော့ အမျိုးသားစာပေရှုလားမဟုတ် မဟုတ်ကြပြစာအုပ်ထုတ်တာကြပြစာအုပ် ကြပြစာအုပ်စာမကလား မဟုတ်စာအုပ်ထုတ်တော့ဘယ်ပတ်စံနဲ့ စာ ထုတ် အု လဲ ပ်ထုတ်တာမမေရော ကိုယ့်အောင်စုကြလားပတ်စံကိုချင်းချင်းစုပြီးတော့ထုတ်ကြ ကိုဘာသာကိုပတ်စံနဲ့ကိုထုတ်တာအနီပြတော့ဝေဂိုင်းစာအုပ်တယ်တော့အမတို့ကထုတ်တော့ပတ်စံပေးပါတယ်လို့1000ဆိုလို့သူတို့ကတော့လကားနေရင်လည်းပေးနေ ဟုတ် ငါအိမ်ဆောက်မယ်ဆိုတော့ရန်ကုန်ချင်းတော့2000ပေးတယ် ဩဟုတ်ကဲ့ 2000အောင်ကန်ဘူးတာမဟုတ်ဘူး ဟုတ် တော့မလုံးနဲ့လို့ကျွန်တော်ကျူရှင်ပေးတာလို့စုထားတဲ့ပတ်စံရှိတယ်အဲဒါလောက်တယ်လို့ ဟုတ် ဒါပေမဲ့မတော့ဘူးမတော့တော့ကြပြဆရာမပေါ့စီခရယာတာတော်ရုပ်စီရှိတယ် မန်တက်ကတော်ဟုတ် မောင်သိန်းတောင်စီ900ရှိတယ်9လလုံးနဲ့ပြန်တောင်းလို့ ဟိုတလောကဆုံးသွားတဲ့မောင်သိန်း ချီရတာချီပြီးတော့ဆက်ရတာ ဟုတ်ကဲ့ သူကအညိုးရှိတယ်ကိုကမေ့နေလို့သူပထမဆုံးထုတ်တဲ့ဝိထုကိုစာပေဝေဝဲလို့တော့သူ့ဆောက်ကစပြီးဝေဘာနာရကြမရှိဘူးလေ ဦးသိန်းနိုင်ဂုံလုံးသိန်းနိုင် အဲ့ဒါနေသူမျက်ကြီးကြအောင်ဝေဘာကကိုကလည်းဆက်တော့မကြချာတခုမှချီကျူစရာမပါအဲ့နဲ့ဝိထုလည်းမရေရဲတော့ မောင်သိန်းနိုင် အညွန့်တုံးတော်ကိုဝေဘာနာ ဟုတ်ကဲ့ သူတယောက်ပြီးတယောက်ဝေဘဲနေကြတာပဲသူကလိုက်တဲ့ဆိုရေးမှတ်ရင်စာရီကောက်ရေးလိုက်လက်ခောက်ကြည့်လိုက်နဲ့ပြုံးပြုံးကြီးကြီးနဲ့မဆုံးရင်ကြတော့လက်ကတုံးနေမရေးနိုင်ကိုဝေဘာနာကိုတုံးနေကိုငုံကြတယ်သူလက်တုံးနေသူတပည့်ကြီးရိုက်မလို့ဆိုတော့မထုတ်တွေဓာတ်တွေပြင်းနေတာကိုကမသိဘူးရုပ်တော့ဖြစ်တယ်ဘာဖြစ်လို့ဖြစ်မှမသိဘူး ဟုတ် တော့ပြီးတယ်ပြီးရောအချိန်နဲ့မှတော့ကိုချက်ချင်းကိုတာနိုးတော်နှုတ်မျိုးကိုဥကြည့်ညာရောရှိတယ်နှုတ်မဆက်တော့ပဲနဲ့ထွက်ပြီးစပိန်စီစပိန်ဟိုသူများမထွက်ခင်စပိန်ကြီးထွက်သွား ဘယ်မှာလဲကျောင်းမှာလားဟောပြောမလဲ အဲ့ရှိပါစပိန်ကိုထွက် ဘလူးအိမ်ရှိမှာလဲ ကိုသိန်းနာရေးရှိပါ ဟုတ် ကိုသိန်းရကထွက်ပြေးရတာအဲ့တော့မိကလေးတယောက်ကသူစပိန်ထုံရင်ငါ့ကိုစပိန်နဲ့တိုက်တာစပိန်ချင်းတိုက်တာ ဟုတ် တက်ကြိုင်လောက်တာအဲ့ကွာလေကြောက်နဲ့မိကလေးပဲသူနောက်ကလူတွေကလာအောင်မှာကတော့ sorry ဆိုပြီးတော့ဒီနေ့တွုံတော့ထွက်ပြီးတော့ပြေး မောင်သိန်းနဲ့တော်တော်နဲ့မခေါ် ဟုတ်လားဟုတ်ကဲ့အဲကျောင်းတော့ပြီးသွားပြီပေါ့ ဟမ် ကျောင်းတက္ကသိုလ်တော့ပြီးသွားပြီပေါ့အဲ့ချိန်တက္ကသိုလ်ပြီးသွားပြီပေါ့ တော့ဟိုဒါပဲ3ယောက်ကလုံးခက်ခက်တဲရတဲ့နေကြတာဒါပေမဲ့အဲ့လိုပေါ့ဟိုမောင်တင်မိုးကခွဲသွားတော့အဲ့ရနောက်ကြောင်ကိုကဘာလိုက်ခွဲသွား အဲ့နောက်ပိုင်းဝတ္ထုမရေးတော့ဘူးလားဦးသိန်းနိုင်ဂုံတို့ဦးသိန်းနိုင် ကိုသိန်းနဲ့ ဝတ္ထုမရေးတော့ဘူးလားဝတ္ထု အများကြီးရေးတယ် ဟုတ်လား ဆုရရတယ် ဟုတ်လား စကားပြောရေးရုပ်သေးသမိုင်းထင်တယ် ဟုတ်လားအော် သတ္တမင်းသမိုင်းတွေပါရေးတယ် ဟုတ်ကဲ့ ရုပ်သေးသမိုင်းရေးရုပ်သေးသမိုင်းကပထမဆုထင်တယ်သတ္တမင်းကတတိယဆုလားမသိဘူးဗျာ အော်ဟုတ်ကဲ့ ဟိုတကနမသာဒီကာဆိုတော့ကြတဲ့ဟိုတိတ်နာမဲ့ကြည်တာမဆိုရင်ရပြစ်ဆက်တဲ့ခါပြောလို့ဆုမရတာရတော့ဖြစ်တာ အော် ဘာမှဆောက်ဖို့မတယ်မလို့စောက်ကျချူကြီးရဒီဘာမှအထူးဆမ်းမပါဘူးဒီအများကြီးတွေစုဆောင်ထဲလာတာတော့ဝေရစကလေးပတ်ဆက်တယ် ဟုတ်ကဲ့ အဲ့ဒီနေမင်းအာရဆရာရှိတယ်တဲ့ဘုရားနိုးရတယ်အဲ့လိုမှတ်ချက်ချပြီးတော့ဝေရဆရာတယောက်ငါတို့သတင်းစာမှလိုတယ်မင်းလောက်ပါဆိုပြီးတော့ကိုတာနိုးကိုတော်မှာခေါ်ပြီးတော့ပြောတယ် သတင်းစာမှာဆိုတာလူထုသတင်းစာ ကျွန်တော်ဝါသနာမပါ လူထုသတင်းစာကိုပြောတာလား ဝါသနာမပါဘူးတဲ့ဒါပြောဘယ်သူခိုင်းရမလဲမဝဲဖေးခိုင်းဆိုလည်းဘာလို့ပဲမဝဲဖေးခိုင်းလို့စဖတ်တယ်တဲ့ဒီတော့မဝဲဖေးခိုင်းဖို့စောင့်နေတဲ့အချိန်မှာကညံဘက်မှာမဝဲဖေးဝေဝဇတာတပုတ်ရေးပြီးတော့သွားသူ့ကိုရေးတာမဟုတ်မော်မိုးသူကဆရာတတိုးရဲ့စာကိုဆောင်းမပေါင်းကျုပ်ထုတ်အဲ့တော့ဝေဖန်စာလေးနဲ့ထုတ်ချင်တော့ပါတဲ့မင်းဝေဒနာဝါဒနာပါတယ်တဲ့ရေးပေးသားမှာတဲ့စာအဲ့ဒါစာအုပ်လေးလုပ်ပြီးတော့ပကတ်စာအုပ်လေးရေးပြီးတော့တွဲလက်ဆောင်ထုတ်တော်တာစာအုပ်ကိုစာအုပ်ကြောင်းညာတာကိုစာအုပ်နဲ့ကိုကြောင်းညာ ဟုတ် အဲ့တော့သူ့စာအုပ်တက်က
မောဘစာဟုတ်တယ်ပထမဆုံးစာကိုဆရာတက်တို့ရဲ့ဘာညာကြောညာပြီးတော့ မမုတ်သူရဲ့စာအုပ်တာ ဆိုပြီးတော့ကိုရကတော့သူကိုဟာနဲ့မထုတ်ဖြစ်ပါဘူးရော ဟုတ်ကဲ့ စာအုပ်လုံးကမတတ်တာမဟာပါလို့စာအများတော့လို့အဲ့တော့လူတို့ထဲလိုက်မယ်ဆိုထက်ကွာလူတို့ကလည်းဒေါ်မဖတ်ကြည့်ပြီးတော့ရေးတာတော့တော်ကြပါတယ်ကွာရှိရဲဆိုပြီးတော့အဝကိုသွားဆရာတက်တော့ဝေးပါလူတို့လာသွားပြောအကောင့်ထက်လိုက်ပါဘာဖြစ်လဲနောက်တစ်ခါကျတော့တက်တော့ပြီးတော့ဦးသိမ့်ဖေးမြဲဝေးပါသားရှိဟာမင်းရတယ်ကွာတော့မှခေါင်းနေကြက်တဲ့ချိုင်းနေတယ်တက်တော့ဝတ္ထုတော်ပေါင်းကျုပ်ထွက်တာသူကထွက်လာတာဟိုလို့ ဟုတ်ကဲ့ အဲ့လိုမျိုးတန်းချီရဖတ်ဖို့လာဝေးပါသားသူကတော့စတော့ကတော့သူကအညာလက်သမားတောင်းလက်သမားသားတော်မီဆိုတော့တောင်းလက်သမားတွေဆင်းရဲသားတွေဘွားအကြောင်းကိုရေးတယ်မြို့ရောက်လာတော့မြို့နေဆင်းရဲသားအကြောင်းကြီးတဖြည်းဖြည်းနဲ့သူတက္ကသိုလ်တိုင်းဝင်နဲ့ရောက်လာပြီးတော့တရားကန်ဆောင်မှာတက္ကသိုလ်ကျောင်းသူတယောက်ရဲ့နောက်ကျောင်းပြင်ဖွေးဖွေးလေးကိုငန်းနဲ့အဖိုးကြီးကြောင်ရေးတယ်အဲ့ဒါပြီးတဲ့ခါကျတော့သူရင်ကမြည်တွေကြောင်ရေးတယ်အဲ့ဒီနောက်ကျတော့သူရင်ကဆေးရှင်ခွေးကြီးဟာပေါ်ကျုံးနေဝင်ရခွေးကြီးနဲ့အမျိုးတော်လဲဆိုတဖြည်းဖြည်းနဲ့သူရေးတဲ့စာတွေဟာအိမ်တသက်မိတ်ထဲရောက်သွားပြီးတော့လူကျောင်းကနေခွေးကျောင်းတသက်မိတ်ထဲရောက်သွားပြီးတော့ရေးတာပတ်ဆက်ရေးတာအဲ့ဒါလည်းတော်မကန်မင်းရခေါင်းလေးကြက်ချိုင်းညာတဲ့ဒါဆိုကိုမင်းကိုသိမ့်ဖေးကြောင်းငါတို့တငယ်ချင်းတိရတယ်မင်းတော့မင်းခဏရင်ခါနဲ့တော့ပြန်ချမှာပဲနေဦးနဲ့ငါကရရှိပြအောင်မယ်ခေါ်တော်ရန်ဟောဥရာဘယ်လိုရေးတော့နဲ့ဒေါ်မပြောပြသူရဟုတ်သားပဲကွာတခုတော့ရှိတယ်ကွာကိုသိမ့်ဖေးရတော့မင်းသူများတွေလို့မဟုတ်ဘူးတဲ့ချမှာမင်းငယ်တယ်ကြီးတယ်မဟုတ်တွေ့မင်းတွေ့မှာခံနိုင်မှာမလားပြည့်ရင်ပြန်ချင်နိုင်မှာမလားတဲ့ကြာဒီချေအကြောင်းရတိုင်းခိုင်းပါတယ်လို့ဒီချေအကြောင်းနေဆိုအကြောင်းမဲလို့တော့ကျွန်တော်ရတယ်လို့ခံနိုင်တယ်ဆို ဟုတ် အဲ့ခါနဲ့သူလူကြီးပဲကွာတယ်မင်းလူငယ်ပဲခါလိုက်ပေါ့ဆိုပြီးတော့မထည့်လိုက်ဦးသိမ့်မင်းဆိုဘာသာမှမထွက်လာလူကြီးတွေ့တော့လည်းဘာမှမပြောခင်းခင်းမင်းပဲ ဟုတ်ကဲ့ တဏ္ဍဖမစင်ပေါ်မှာနေအောင်ဒူထဲရတာဟောပြောဝဲ ဟုတ်ကဲ့ ကိုတမောရှိရဟောနေကိုကိုသူဘာမှကိုသတိမရတယ်ပုံမှာမောင်စွမ်းကြီးမန်ကိုသူရေးတယ်လို့ဘယ်လိုမှန်းကိုရေးဟိုတော့ကိုတမှုလို့ရှိရသူမိမအလုပ်တယ်လေမင်းသူ့ရေရောက်မှာ ဟုတ်ကဲ့ တော့ခက်ကြည့်ရအဲ့တော့အလေသားရရတယ်ဟဲ့ကောင်မောင်စွမ်းကြီးဆိုမင်းတို့ထဲရလားဒီရုံကပဲအောင်မိတာ သိမ့်မေမြင်မေး မနေ့ကရေးနေမှမသိဘူး သိမ့်ဖေရမေးတာလားသိမ့်မေမြင် ဘယ်ကိုတမောလည်းဒီထဲရတာဆိုတော့ကျွန်တော်တို့ထဲရဟုတ်တယ်လို့ပြောတာပါဒီရရလို့တော့ဖြည့်တာမဟုတ်ပါဘူးဒါမဲ့သူကတော့သူတို့ရုံးကပဲအောင်မေးတာ ဟုတ် တော့ခက်ကြည့်မေးတယ်သူတို့ရုံးကမဟုတ်မှန်သိတာ ဟုတ် စင်မတွေ့တော့ဘာပြောတင်မိုးရှိရဟောပြောတာအတန်ကြီးရတဲ့ကောင်းတယ်ပြောရတဲ့ကောင်းတယ်ကွာလူကြီးရတော့တော်တာဟိပဲပုံနေတယ်ကောင်းလိုက်တော့ကွာတဲ့ချစ်ကျွေး ကိုယ်တော့ဘာမှမပြောဟာကြည့်ကောင်းလိုက်တော့ကွာအဲ့လိုပြောတာအဲ့ဒါ ဟုတ်ကဲ့ ဒီတော့မတွေ့ရပါ ဟုတ်ကဲ့ ဦးသိဖေမြင်တဖုံ လူထုအဖွဲ့မို့လို့ပြန်မလုပ်တာလား ဟာ ဦးသိမ့်ဖေမြင်ကလူထုအဖွဲ့ဆိုပြီးတော့များပြန်ပြီးတော့မတိုက်ခိုက်တာလားမသိဘူးဆရာဟုတ် သိဖေမြင်ဟောဘုဒ္ဓရင်မော်ရခရိုင် ဟုတ် ဘုဒ္ဓရင်မရောက်ဘူးအောင် မရဘူးဟုတ် ဟုတ်လားငါဘုဒ္ဓနာတွင်းတောင်ရောက်ဘူးလေမော်ရနာလေမော်ရခိုင်မှာဘုဒ္ဓရင်ကြီးတယ်ဘုဒ္ဓလင်နာလေးမှာတွင်းတောင်သိလား မသိဘူးကြောင့်မရောက်ဘူးဟုတ် မိတော်ဟောကိုသွားကြည်တာငါချီတော်တော့ကြည်လို့ ဟုတ်ကဲ့ ချီတော်ကြီးចောင်းသားတွေနဲ့မိတော်ဟောတက္ကသိုလ်ရောက်တာတက္ကသိုလ်ပရိမေဒီကယ်ကနေပြီးတော့ကြတော့ဇာမွဲပြန်ဖြေတော့ဘာသာပြောင်းလိုက်တယ်ဘူမိဗေဒ
ဘုံကြီးတွေကဓာတုပေတာကြောက်ကြောဖြစ်ပါလေသိပ္ပံမဲ့ယူတယ်လူတွေဝိဇ္ဇာဘာသာယူခိုင်းတယ်ဝိဇ္ဇာကပ္ပတာလေးလာလို့ရတယ်သိပ္ပံမရဘူးလို့ငါဘုจุတဖြစ်ခြင်းနဲ့တိုင်းဆရာတော်မှာအဲ့လိုဆိုပြီးတော့ယူတော့မဟုတ်ပါဘူးလေဒီကောင်ဖာမကျရတော့ဒီမှာကမလေးတွေချောတယ်ကြားလို့ပါလေဟုတ်တယ်ပြရမှုေ ဟုတ် ကလောင်ရှင်ယူဝီဒီကလောင်ရှင်ပြရမှုကြားဘူးလားပြရမှုပြရထေပြရမှု မကြောက်ဘူး ရှိတယ် ဟုတ် သူကပြရမှုရချောဆုံးသူကဂျီယောလိုဂျီမှာရောက်နေ ဟုတ် လာပို့ကြပန်းကြတယ်ကိုကဂျီယောလိုဂျီမှာဆိုတော့သူနဲ့တငယ်ချင်းပေါ့ဘယ်ကလည်းပြရမှုတို့အတက်ကုန်းတာဆိုအဲ့တော့ဟိုသူကဒါပေမဲ့သူကမစ်ရှင်ကြောင်းတက်ကို ဟုတ် မစ်ရှင်ကြောင်းတက်ဒီအသင်းဟာမမိုးသူကလည်းအသင်းဟာအမှုဆောင်ဆိုတော့သူနဲ့ဟိုနဲ့ခင်းနေအဲ့တော့ကြောက်ထွက်လာရင်ချိန်ရလာထိတ်မှာမမိုးသူနဲ့ရက်ပြီးတော့စကားပြောတယ်အဲ့ကိုကမတိုးနိုင်ဘူးသူတို့ကပြီးတော့ဗိုလ်ကြောင်းတွေအင်္ဂလိပ်တွေယူတွေအိုင်နေတဲ့ဟောအင်္ဂလိပ်စကားတွေညက်ပြောတယ်အဲ့တော့နားတော့ကြတော့မဆောက်နိုင်ကဲတကယ်ကြီးယူနေခဲ့အောင်တော့အိုင်သွားလိုက်အောင်နဲ့တက်ကတာဆောက်မယ်တက်ကတာဂျုံကဆောက်မယ်ဆိုတော့ကိုယ်ကသာတော့သွားတယ်မောကဲမြေစကားပြောဆိုပြေဝင်နေသူနဲ့ထားခဲ့ပြီးတော့အဲ့လိုဘေးပေးရမွေးနေစာပြေသမားချင်းဆိုတော့ကိုတို့သမုတ်ကြပြီမဲ့ဘာလည်းမဖြစ်ပါဘူးအနာမကတ်နိုင်ဘူးကိုကလည်းရန်ကုန်မြို့ကမင်းဆွေစုံမြို့ပေးရထိတ်ကြီးမြို့တဲ့ ဟုတ်ကဲ့ မြို့မတ်မြို့ဆိုတော့မင်းဆွေစုံမြို့တော့မာလေးအသိထင်းကြီးတာ ဟုတ်ကဲ့ ဆွေကြီးမြို့ကြီးတွေဆိုတော့ကရမကတ်နိုင်ဒါပေမဲ့ကိုကလည်းခေလာမဟုတ်ဘူးလို့မေးမြို့တကြီးမြို့အဲ့လိုတော့ပြောနေတာသူတို့ကတော့မှုမြို့မတ်မြို့တွေ အဲ့တော့ထောင်မကြတာတော့ ဟမ် ထောင်မကြပြီမဲ့3កောင်လောက်ခေါ်စစ်တာပေါ့ထောက်လိုင်းရ ဟမ် ထောက်လိုင်းရ3កောင်ခေါ် ထောက်လိုင်းရတော့အဲ့လိုပဲဟိုတောင်းကခေါ်ခံပြီးတော့ဟိုတော့ပါလေနောက်ဆုံးတော့တခါတော့88မှာဒေါ်ဆန်းစုကြည်စပေါ်လာတဲ့နှစ်က ဟုတ် အဲ့ဒီတခါခေါ်တာတော့ပဲပြောက်သွားမှမသိတော့နာမည်ရတာထွက်နေလူရှာမတွေ့ ဟုတ် ဘယ်ရှာတွေ့မလို့ကထိုင်းနိုင်ငံ UNESCO စာပေUNESCO ရဲ့ကျင်းပတဲ့စာကြည့်လိုက်ပညာညီလာခံကိုတော့တက်နေတာ ဟုတ် ဘယ်သူမှတက်မဲ့လူမရှိဘူးအခြေခံပညာစာကြည့်လိုက်ကမော်စွမ်းကြီးကိုခေါ်ပြီးတော့လွတ်တယ်ဘာလို့တော့မဲ့လူမရှိလို့လည်းလွတ်ပေါ်ဘာလို့လဲဆိုတော့သဏ္ဍာန်ရေးရမယ်အင်္ဂလိပ်လိုပြောရမယ် ဟုတ် ငါမရှိကြောင်းတော့လည်းမဟုတ်ဘူးတို့ကောင်းနေမရှိကြောင်းတော့တွေသွားကြပါလားဆိုမသွားရဘူးနိုင်ငံချင်းညီလာကမသွားရဘူးကောတကြီးတာသွားတာပဲတော်တာလူလေအဲ့မှာထိုင်းမှာလည်းပေါ်ကြခဲ့ပါလေနောက်နောက်တခါစာပေညီလာကနေသာလန်နိုင်ငံကအာရှတိုက်ဆိုင်ရာစာပေညီလာခံဆိုဖိတ်ပြန်ရော ဟုတ် ဖိတ်တာကြတော့အဲ့ဒါတော့2ယောက်ဖိတ်တယ်မောင်စွမ်းကြီးနဲ့ဆိုတော့ ဟုတ်ကဲ့ ဆိုတော့2ယောက်သွားခြင်းသွား1ယောက်ထဲသွားခြင်းသွားအဲ့တော့ဆိုတော့မင်းတော် အဲ့ဒီအချိန်မှာစာပေတိုက်ပွဲဖြစ်နေပြီလားစာပေတိုက်ပွဲ တကယ်ချင်းတွေရန်ကုန်မှာကြတော့အပြန်အလာနီနဲ့ဘက်ကဘာနဲ့ချတာ စာပေတိုက်ပွဲ2ယောက်ဖြစ်နေကြတာ မသိဘူးဟိုနဲ့သူနဲ့မောင်မိုးသူရဲ့ဆိုတော့မောင်စွမ်းရဲ့အတူအိတ်လာခဲ့တာသူတို့ကမသိကြဘူးဟိုကလည်းအလာနီဆိုပြီးတော့ကိုယ်ဟိုခင်းနေနောက်ကြတော့ချလို့သာချနေရချတာဒေါင်းတော်စီကိုချတော့သူကအလာနီဆိုတော့သူကဂျာတွေကခန့်နေရတာ ဟုတ် အဲ့လိုနဲ့ဆိုတော့လေအဲ့ဒီခေါ်တော့တော်မသွားဘူးတဲ့နေသာလန်နိုင်ငံသရမ်းဘပွဲကိုအဲ့ဒါနဲ့ကိုကသွား2003က ဟုတ် ဘာလို့သွားတဲ့ခရီးစဉ်တစ်လျှောက်မှာဖုံးကတမိုးဒီရောက်နေပြီ ဟုတ် ကတမိုးနဲ့ကိုစောထွန်းတို့စီကနေဖုံးနံပါတ်ရပြီးတော့မေးကြတာပြူးကြတာပေါ့လေဘာပါလိဆိုရစပြလို့တခွင့်ချင်းပါညာတော့တခုမှအကောင်းမပြောခဲ့အောင်ဆရာအဲ့တော့အိမ်ဖြတ်ခံရတဲ့အချိန်ဆိုတော့ကိုကလည်းဒေါသလည်းဖြစ်
အိမ်အဖြစ်ခါတယ်ကျုံမ အိမ်ဆိုတာကဟိုဝက်ကီယာမြောက်ကလာဝက်ကီယာအိမ် ဟမ် မြောက်ကလာဝက်ကီယာအိမ်လား မဟုတ်လေဟိုမြောက်ကလာမဟုတ်ဝက်ကီရအိမ် ဝက်ကီယာအိမ်ဟုတ်ကဲ့ ဝက်ကီရအိမ်ကိုကျွတ်အိမ်ဆိုဖြစ်တာကိုကမြေခွဲလေဟိုအိမ်ရောဝဲထားတာပတ်စံကုန်ခံပြီးတော့တော်မှလည်းပတ်စံကြည့်သေးတယ်လေဟိုလေအမွန်သိန်းနေရချီတယ်ဘောက်စီရချီတယ်မောင်သိန်းနေရပြန်တောင်းလို့ခဏရပြန်တောင်းလို့မောက်စီရချီပေးရတာ ဟုတ်ကဲ့ မောင်သိန်းတိုင်းနေတော့ခတနာတော့ဖြစ်သွားတယ် ဟုတ်ကဲ့ ဘာဖြစ်လို့မှမသိတော့ကိုမုံတယ်သူ့စာဝေဖန် သူစာစော်ဘူးလို့လာမသိ အဲ့ရောမတော့မအဲ့ရန်ကုန်မှာနေပြီးတော့2003မှာနေသာလန်နိုင်ငံထွက်လာပြီးတော့နေသာလန်နိုင်ငံမှာသရမ်းဖတ်ရတော့အဝကြီးကောင်းတာကိုကလာထုဆန်းဖြစ်နေတာဟိုလာတဲ့ကောင်တွေကစာချဘိုးတွေကဟိုလာနေကြစားနေကြကြောင်ပါဆိုခကြီးစိတ်ထုတ်တယ်စားစိတ်ထုတ်တယ်စားတော့ပြီးပြန်ရတယ်စောက်ပြီးတယ်လို့တယ် ဟုတ် ကိုဇရန်ကောင်းကောင်းမရေခဲ့ဘူး ဟုတ် တချို့ကမရေတော့မရေခဲ့ဘူးဟိုဗဇက်ကအတို့လေးတမျက်နှာလောက်ရေဖတ် ဟုတ် အဲ့တော့ကိုဇရန်ကတိတ်ကောင်းတာဟိုသူတို့ချီးကျူတယ်ဒီမှာရှိတယ်အဲ့ဒါနဲ့သူတို့အဲ့ဒီဟာအဖွဲကကိုဟိုနေခဲ့ပါဒီစားရအားလုံးကိုတိဖြတ်ပြအဲ့ဒီတခမ်း ဟုတ်ကဲ့ အဲ့ဒီဒါဖြစ်နေစာမှုတွေတိဖြတ်ပေးပါတတတော့မဟုတ်တစ်နှစ်နေပေးပါ ဟုတ်ကဲ့ ကျွန်တော်မနေနိုင်ပါဘူးလို့သွားကြရရှိတယ်မနေရဘူးမဖျက်ရတာမလုပ်ရတာ ဟုတ်ကဲ့ အဲဒီနာမည်ကိုမခံရတာအဲ့ဒါကြောက်တယ် ဟုတ်ကဲ့ အဲ့နဲ့ပြောတော့ဟိုကကိုတင်မိုးနဲ့ဟိုနဲ့ဖုံးဆဲဟောငါဒီလိုပဲဆိုနေပါလားမဟုတ်ဘူးဒါလို့ဆိုရင်နဲ့ဟောကစပင်းကြီးလာကရှိတယ်ငါတို့ဆရာအိုင်ဝါတက် အိုင်ဝါတက်ကတော့ဟုတ်ကဲ့ ဆိုပြီးတော့အိုင်ဝါမြောက်ရင်လိုက်တက်ကတူဟာတယ် ဟုတ် အဲ့တော့အဲ့ဟိုလာမလာတယ်လာမဲဆိုတော့သူလှမ်းခေါ်လိုက်တော့ ဘယ်ဂျီယန်နေပြီ ကိုကျင်းနဲ့ကိုတန်းလာတော့ဝါရှင်တန်ကိုဝင်းပြည်ကြီးရောက်ကိုဝင်းပြည်ကြီးကနေပြီးတော့မှကိုစောထွန်းစီကူ ဟုတ်ကဲ့ ကိုစောထွန်းစီအမဟို အိုင်ဝါကိုရောက် အဲ့လိုအဲ့နေပြီးတော့မှအဲ့ဟိုတက်ကတော်3လဟိုလေဟို international writing program နဲ့ ဟုတ် စာဖိတ်ကလေးကိုဖိတ်တယ် ဟုတ်ကဲ့ ကိုကနာမည်တူဝင်းဖေကိုတွတ်လိုက်တာ ဟုတ်ကဲ့ နာမည်တူတဲ့ဝင်းဖေကိုတွတ်လိုက်တာ ဟုတ်ကဲ့ ကျွန်တော်မသွားနိုင်နေဘူးလို့အစွမ်းဝန်တန်းလည်းပြည့်နေဒါနဲ့ဝင်းဖေကိုနှုတ်ဆော့ပြီးတော့သွားမလားလို့မေးတော့သွားမကွာလေ ဝင်းမေဆိုဒီဝါရှင်တန် DC က သူ့လွတ်လက်တာသူသွားတာကိုသား ဟိုပကြီးဝင်းမေပေါ့ ဝထုတို့ထုတ်ပြီးသား ပကြီးဝင်းဖေဝါရှင်တန် DC မှာနေတဲ့ ဝကြီးဝင်းဖေကိုဇာကြီးဆရာဝင်းဖေဆိုလွတ်လိုက်တာ ဟုတ်ကဲ့ သူကစောဆုံးသွားတာ အော်ဟုတ်ကဲ့ သူပြန်မလား ဟုတ်ကဲ့ ကိုတို့လာတဲ့သူကဒီနယူးယောက်မှာကိုပါလန်နဲ့အတူနေတာ ဟုတ်ကဲ့ ဟိုကမလေးတယောက်နဲ့ပကြီးချမ်းမလေးတယောက်နဲ့ရမယ်လို့ကိုကမလေးသေးသွားညာကိုညာတဲ့တိတ်ပုံ ဘယ်ဝင်းဖေနဲ့လား ပကြီးချမ်းမလေးနာမည်မေး အော်ဟုတ်ကဲ့ ဟာဒီမှာတိတ်နေနေကြတာ ဒီနယူးယောက်မှာလား ဒီမှာနယူးယောက်မှာကိုပါလန်ရှိတယ် အော်ဟု ကို တ် ပါ ကဲ့ လန်နဲ့အတူနေတယ် ဟုတ်ကဲ့ ကိုပါလန်ကတီးတများများ ဟုတ်ကဲ့ အဲ့တော့မှကိုကဒီရောက်လာနောက်တော့ကိုဝင်းမေရလည်းအဲ့ဒီဝါရှင်တန်မှာအလုပ်ရလို့ဆိုပြောင်းသွားကိုပါကျန်ကလည်းသူအဲ့ဒီရခေါ်လို့ဆိုပြောင်းသွားတော့ကိုမကျန်နေခရတော့မှကညဖမ်းမှကိုသားနဲ့ချွေမဒီပြောင်း ဟုတ်ကဲ့ အဲ့ကျတော့နိုင်နေ ဟုတ်ကဲ့ ပထမဟောသွားနေရဟိုအယ်ဘနီဖုန်ကြီးသူကြည်လာနေပါဆိုလို့ဇေယျတို့မလာခင်အယ်ဘနီသွားနေတာ ဟုတ်လားအော် အယ် ဟုတ် ဘ ကဲ့ နီဖုန်ကြီးကြောင်းနောက်ရေဖော်ဝင်းသွားသေးလားလို့ အယ်ဘနီဖုန်ကြီးကြောင်းနေတော့အဲ့တော့ကိုဇေယျတို့ရောက်လာတော့ဒီကိုပြောင်းလာ ဆရာတို့ဖော်ဝင်းသွားနေသေးလားလို့ဥတ္တမုံနဲ့အတူတူ ဟိုမှာကိုပါကျန်ကလည်းအဲ့လေလာခဲ့ပါဆိုတော့အဲ့လေသွားပါလေသွားပြီးကိုပြန်လာတော့ကိုပါကျန်အဲ့ဆေးရုံတဲ့ဆေးရုံဟိုမှာဆေးရုံမတည့်ရပါဘူးထိုင်ရက်ကလည်းကြသေးရ ဟာ ဒီမှာဆေးရုံကဒီမှာတည့်ရတယ် ဥတ္တမုံလားကိုပါကျန် ကိုအဲ့တော့ international writing program လေဟိုရ
ဇာတ်ကြီးတဲ့လူမရှိဟိုခုနပြောသလိုပဲစားနေတဲ့ကြောင်မှာပတ်စံယူတဲ့ကောင်းနေသဘောတွေဗျာ ဟာ ကိုကအကောင်းဆုံးပဲကိုကအကောင်းမင်း ဆရာမသိသေးလို့လူလေဂျာနီမသိအားလို့ နောက်အဲ့ဒီနာတခါဟို program တစ်ခုအင်္ဂလိပ်တရားနဲ့တွဲပြီးတော့လွတ်သေးတယ်15ရက်အဲ့ဒီကပြီးတော့မှအာယောတက္ကသိုလ်ဗျာအာယောတက္ကသိုလ်မဟုတ်ဟိုမြောက်အီလူနိုင်တက္ကသိုလ် နော်အီလီနွိုက်ဟာ မအဲ့ဒီမှာအဲ့ဒီ scholarship ဆိုပြီးတော့တစ်နှစ်ပေးလိုက်ပြီးတော့ပတ်စံလည်းရတယ်သမီးလည်းတွေ့တယ်နေရလည်းပြီး ဟုတ်ကဲ့ ဘာမှလုံးမလို့အောင် ဟာ တစ်နှစ်အဲ့ဒါလည်းပြီးရောကိုစီရတို့ရောက်လာ ဟုတ်ကဲ့ ကန်ကောင်းတာပေါ့လေတစ်နှစ်လာပတ်စံပဲကုန်နိုင်မလဲသူကသမင်းကျွေးတာနေရပေးတယ်ပြင်ပတ်စံဘာသွားတော့မှ ဟုတ်ကဲ့ အဲ့ဒီမှာ အဲ့ဒါမပြန်ပြတော့ဘူးပေါ့ အဲ့ဒီမှာမြန်မာသာဌာနကလည်းရှိတယ်လေ ဟုတ် အဲ့ဒီမှာလည်းကုညီလောက်ကင်ပေးတာ ညီမကတနာအိုင်ဝါတက္ကသိုလ်မှာလားအီလီနွိုက်မှာဟုတ် ကိုတင်မိုးတို့ဘာညာတို့ကုညီခေါ်ပြီးသူတို့ကမလုပ်ရဲတာဟုတ်ကိုကမျက်စိကန်တစ်စိမ်မကြောက်လောက်တာပဲ အဲ့ဒီဟိုမြန်မာပြည်မပြန်ပြတော့ဘူးပေါ့ ပြန်လို့ကမရလို့ဒီခေါ်တာ ဆရာဇော်နေကတော်တော် အဲ့တော့ဆိုကအပြစ်ပြောတဲ့လူတွေကိုဖန်စီထောင်ချတပ်ဖြတ်လုပ်နေပြီအရင်တော့ဟိုဖန်စီထောင်ချဟိုနေမကဟိုရိုက်နဲ့တပ်ဖြတ်ပြကောကိုတင်ရွှေတို့ကိုဝင်းတင်တို့လူတွေတောင်မှရိုက်နဲ့မေယိုတွေကျိုးသွားတယ်ကျိုးပြီးတော့တည့်ရတာစိတ်အဲ့ဒီတော့မှသေုံတင်တာအဲ့တော့တည့်ရတာရိုက်ပြီးတော့တည့်ရိုက်တတ်တာ ကြိုက်တယ်ဟုတ်ကဲ့ အဲ့ဒီဆိုတော့မလာနဲ့တဲ့မလာဘူးဆိုတော့နေမပြန်လည်းမပြန်ရဲပါဘူးအဲ့တော့ အရှိန်ကဘယ်လောက်ကြီးနော်သူတို့ ဗေဒင်ကတော့ ဒုက္ခပေးတာ ဗေဒင်ကဖန်တစ်ခါလည်းမရှိဘူးတဲ့ဘယ်ရှိမလဲဒီရောက်နေတာအဲ့တော့ထောင်းခမ်းမသိတဲ့မောင်စွမ်းကြီးဆိုအဲ့လိုဖြစ်လာတာဟိုထွက်ပြေးအပြည့်ကောင်းတာ အပြည့်ကောင်းတယ် အ ဟုတ် ပြည့် ကဲ့ ကောင်းတာ88ကတခါပြေးရတာလေကို2003မှာနေသာလန်နိုင်ငံပြေးရတယ်လေ อืม 23နဲ့ဖမ်းတယ်အင်းလားဟိုရင်းပြီးဟိုဇဒန်းနေကြီးအရင်မော့ဟိုမြန်မာသာကျောင်းတော်စာအုပ်ကိစ္စတွေပြီးရင်တွေ့ကျင်တယ်တဲ့အချက်ပြတော့အမဖမ်းမှာ ဟုတ်ကဲ့ အဲ့ဒီမှာတခါထပ်တွေ့မယ် မင်းတွေ့ကျင်တယ်ဆိုတာဖမ်းဖို့ပေါ့ လာပါတယ်သူလာအိမ်လာပါတယ်ဒါပေမဲ့အဲ့ဒီဟိုပြပစာပေညီလာခံသွားတယ်ဘယ်တော့ပြန်လာမလဲလာရင်ပြောမယ်တဲ့ဘယ်တော့နာမည်မသိဘူးတဲ့ ဟော ဘယ်နိုင်ငံတော့နေသာလန်နိုင်ငံ အိမ်ကိုသွားမေးတာပေါ့ လေ ဝက်ကီကအိမ်ကိုသွားမေးတာ အဲ့တော့နေသာလန်နိုင်ငံလို့တည်းမပြောနဲ့လေရင်တက်ကတော်စရန်ဖတ်ပွဲလို့ပြောကြည့်ကြအောင် ဟုတ်ကဲ့ အာရှတိုက်ဆိုင်ရာစာပေညီလာခံလေရင်တက်ကတော်မှာလို့ပြော ဟုတ်ကဲ့ အဲ့တော့ရောအာရှတိုက်ဆိုင်ရာစာပေညီလာခံကြီးကိုသွားစရန်ဖတ်တယ်အဲ့ဒါနဲ့မပြန် ဟုတ် အဲ့ ကဲ့ တညဘမှာဘယ်ဂျီယမ်မှာကိုတင်မို့သမီးရှိတာ ဟုတ်ကဲ့ သူကဒါကြိုတာတက်သွားတယ်ဥရောပဆိုတော့ဘာမှမဟုတ်တော့သူတို့လိုက်ပို့တယ်ပဲတယ်တို့ဘာဂျာမနီတို့ပြင်သစ်တို့လေ ဟုတ် အဲ့ ကဲ့ ဒီအကုန်ရောက်တယ် ဟုတ်ကဲ့ အဲ့တော့တွားတာဟိုအနေသာတန်းဒါပေမဲ့ဘယ်ဂျီယမ်မှာတဲခေါ်ပြီးတော့ရှောက်သွားကိုတင်မို့ကလည်းထိုင်းနိုင်ငံကိုသွားပြီးတော့ဗမာပြည်လေးချောင်းကြည့်ပြီးတော့တွန်းနေတယ် ဟုတ်ကဲ့ ထိုင်းကိုပြန်သွားတာသူကလွန်းလို့တဲ့ဗမာပြည်ချောင်းကြည့်မယ်ဆိုသွားတာ ဟုတ်ကဲ့ အဲ့သူ့ရသွားအိမ်နေရတာ ဟုတ်ကဲ့ အိမ်မှာမိုက်ကြမှာကြာသေးတယ် ဒေါ်မ2000မှာဆုံးလာတယ်နဲ့ဒေါ်မလူလူဒေါ်မ2000မှာဆုံးလာဆိုတော့ ဟမ် လူလူဒေါ်မ ဟမ် လူလူဒေါ်မလေသူက2000မှာဆုံးလာဆိုတော့ ဟမ် အဲ့ချင်းဆရာဒီမှာပေါ့လူလူဒေါ်မလေ ဘာလို့တော့ဘာလဲ 2000မှာဆုံးတာလေ သေးတာလေ2000မှာဆုံးတာဆိုတော့အဲ့ချင်းဆရာဒီမှာပေါ့ 2003ရီရောက်တော့ နောက်တော့ဒီရောက်တာ ဒီကိုတင်ဖို့ဆုံးတော့သူစာတန်းရေးပြီးငါအသက်ကြီးပြီဖြစ်နေရင်ငါသိချင်းပါတယ်
တင်မိုးစီစာရေးတာ ဩလူလူတော်ကအဲ့လို ဥစ္စာငါရှိမှရှိပါတယ် ဟုတ်လားဩဟုတ်ကဲ့ တင်မိုးရုံတော့ရေးတာအဲ့တင်မိုးဆုံးတော့ ဆရာတို့သူသားသမီးတွေလိုဖြစ်နေမှာပေါ့ဆရာတို့ကသူ့ရဲ့သားတွေလိုဖြစ်နေမှာပေါ့သူ့သားတွေလိုမျိုးတူတွေသားတွေပေါ့ 90ကျော်မှပြေတာပဲ ဟုတ်ကဲ့ 90တဲ့ဒီ ဟုတ်ကဲ့ ဦးလာပဲ့တို့ရနော် နာတူတယ်ဟုတ်ကဲ့ ကျမကြီးလိုက်စားတယ်ဦးလာ ဟုတ်ကဲ့ ဒါပေမဲ့တေတော့ခက်စစ်နေ ဟုတ်လား ဟိုကျမကြီးတိတ်လိုက်စားတော့အစားလျှောက်နေလေ ဟုတ်ကဲ့ ဟိုဒီနောက်မှဒေါက်တာတန်းထွန်းတော်မှပိန်သွားလို့အင်္ဂလာချုပ်လာတဲ့ဘောင်းမီတွေတခုမှမဝတ်တော့မရတော့ချောင်းကုန်တယ် ဟုတ်ကဲ့ အဲ့သူကဦးလာကိုပါတယ်ခမင်းမောင်မောင်လျှော့စား ဟုတ်ကဲ့ အတိရွယ်နဲ့တန်ခါစား ဟုတ်ကဲ့ အဲ့တော့ဆိုပြီးတော့သူကအိမ်တော်ကမရှိသေးဘူးလေမပါလာတော့ဒီမှာပမောက္ခပြနေပြောင်းလာ ဟုတ်ကဲ့ တော်တော်တန်တော်မလေး ဟုတ် အဲ့တော့ဘာလို့လဲဆိုတော့ကိုယ်တိုင်ချက်ပြီးတော့ကိုယ်တိုင်တော်မနဲ့ချက်ပြီးတော့သမင်းသွားပို့ညီရင်းလို့ဆုပ်ရှုပ်တာ ဟောဒေါက်တာတန်းတော့ ဟော ဦးလာဆောင်းလျှောက်တာပေါ့ ဟောကွန်မြူနတီနဲ့ကွန်မြူနတီဟောင်းဟိုစိတ်မာတယ်နာမည်ကြီးတဲ့ဒေါက်တာတန်တော်က ဟုတ်ကဲ့ ဘယ်သူမှဂယုံမဆိုင်ဘူးဆိုတဲ့လူ ဟုတ်ကဲ့ ဦးလာတဲ့တော့ချုံမချောင်းကိုတာ ဟုတ်လားဩ အမေဖေးတဲ့တာမငိုဘူးတဲ့ ဟုတ်လားဩကျွန်တော်အဲ့ဒါမကြောက်ဘူး တော့မှစက်ကြီးတင်ငယ်ငိုတာ ဟုတ်ကဲ့ မရမငို ဟုတ်စကားပြောတာလည်းမာတယ်နော် မာအကုတ်မာတယ်ပဲမာတယ်ဟိုမရိုင်းတာကိုဂုံယူတဲ့လူတွေသူတို့အဲ့ဒါသူမရမယူနာတော့တန်ထွန်းတော့မာတယ်ဆိုတော့ဂုံယူတယ်ဦးလာပြော့ပြောင်းနေဆိုတော့ဂုံယူတာ ဟုတ်ကဲ့ဦးလာတော့ဘာသာရေးလည်းတော်တော်လုပ်တယ်တဲ့ ပြောတယ် ပြောတယ်ဟုတ်အိမ်မှာလည်းဖျားတွေထားတယ်တဲ့ပြောတယ် အဲ့တော့တချို့ကအဲ့ဒါတော်မလို့တော့စာရေးပြန်ပြကွက်ပဲကောက်တော်မတော့ရှူတော်တော့ဝါတာလည်းကျွဲတယ်စကားလည်းကျွဲတာဟုတ် ဟုတ်ကဲ့ အဲ့တော့ဟိုဒါပေမဲ့ရေးတဲ့အကြောင်းအရာကောင်းတယ်ကဘာပေါ်မှာတိုင်းနာပုံပြနေသူ့လောက်ရေးနိုင်စုနိုင်တယ်သူကတယောက်မှမရှိတဲ့အပြင်သူ့သာမစုခဲ့လို့ရှိရင်နောက်တော့စုမဲ့လူလည်းမရှိဘူးပြောနိုင်တဲ့လူလည်းမရှိတော့ဘာမှပြည်မှာ ဟုတ်ကဲ့ ဘယ်တော့ကံကောင်းလဲနော်ဘာမှပြည်ကံကောင်းလိုက်တာပုံပြစောက်က50 40လောက်တိုင်းလိုက်ပုံပြ30လောက်ပါတယ်ကျန်တဲ့ဘာသာပြန်တာတွေပါတယ်လေအင်ဒိုနီးရှားဟိုတရုတ်တို့ဘာတို့ပါသေးတာ ဟုတ်ကဲ့ ဒီရှာအဲ့လိုဟာတွေပါသေးအဲ့တော့သူပုံပြစောက်တိုင်းနာပုံပြနေကအများကြီးအဲ့ဒါကိုမင်းကျော်တို့ကတရင်တောက်တဲ့စီဟာလှန်တောင်းနေပေါ့ဗါလေသူများခေါင်းပုံဖြတ်ပြီးတော့စားတယ်ခမများတို့အဲ့လိုတောင်းပြီးတော့ထုတ်ပါလားလို့ ဟုတ်ကဲ့ ဟောအဲ့လိုတောင်းထုတ်ဖို့အရေးကြီးတာပဲ ဟုတ်ကဲ့ နော်ဒါကြောင့်သူအမျိုးသားစာပေစုတောင်းမရဘူးတဲ့စာရေးညံ့နေတဲ့ဒါပေမဲ့ဘာမှယူမ UNESCO စာပေစုကဒီတယောက်တည်းရတာလို့ ဟုတ် ထောက်တဲ့လူသား ထောင်းတဲ့လူသားဟုတ် စာပေ ကဲ့ စုရတယ်လို့ ဟုတ်လားဟုတ်ကဲ့ အဲ့လိုပြောရတယ်ခမရတို့ရတာကမမကြီးအမျိုးသားစာပေစုလို့နော်သူရတာက UNESCO ကပေးတဲ့စုလို့ ဟုတ်ကဲ့ သူကဥလာရှုံချတာဟုတ် ဟုတ်ကဲ့ ဥလာမရှုံချနဲ့လို့ဥလာ UNESCO စုရတာ အခုဆိုရင်အဲ့ဆူရမှန်တော့ကြောက်နေတာလေအမျိုးသားစာပေဆူရမှန်ကြောက်နေတာ မမျိုးသားစာပေစုကအဲ့ဒီပုံပြနေတဲ့လောက်စုတယ်လို့အမျိုးသားသူတိထွန်းတော့ပေးဖို့ကောင်းတာသူကြီးကျယ်တဲ့စုနော် ဟုတ်တယ်ဟုတ်ကဲ့ ဘယ်သူမှမလုပ်နိုင်ဘူးပြီးတော့ဒေါ်မကလည်းဟိုပြည်သူချစ်တော်အမှုပညာတွေသူမလုပ်ခဲ့ရင်မမသမိုင်းမှာအမှုပ
ဒါပေအနုပညာရှင်တွေတမန်မရှိတော့ ရှိတာဟုတ်ကဲ့ အနုပညာတမန်ရသူမတော့ခဲ့ရင်နောက်ထပ်ပြောနိုင်တဲ့လူလည်းမရှိဘူးရေးနိုင်တဲ့လူလည်းမရှိဘူးဥဒမစုဆောင်ခဲ့ရင်ပုံမြစုမဲ့လူလည်းမရှိဘူးပြောနိုင်မဲ့လူလည်းမရှိတော့ဟုတ်တယ်မလားတိုက်ကြီးဝါကြီးတွေကပြောတာလေခုကပုံပြောတဲ့ခက်ကကုန်ပြီ ဟုတ်ကဲ့ ပုံပြောတဲ့ခက်ရဲ့နောက်ဆုံးပိုင်းမှာသူကဖတ်မိသွားတာ ဟုတ် ကန့်ကောင်းတာဗမာပြည်ကန့်ကောင်းတာ ဟုတ် အဲ့ဒါကိုကလည်းဟိုရေးတဲ့လူကလည်းမရှိဘူးအဲ့လိုအမြင်နဲ့ပြောရင်ကိုယ်ကချင်းကိုချင်းတယ်လို့ပြောမှကိုယ်ဆရာတွေဂုံးတယ်နဲ့အဲ့မဲ့တရားသူတို့တော့မလုပ်ခဲ့တော့ဆိုတာဘယ်သူမှမရှင်းနိုင်ဘူး ဟုတ်ကဲ့ဆရာ ခက်ဆန်းကဗျာခက်ဆန်းခက်ဆိုတော့ခက်ချက်ခဲ့တယ်ဇော်ကြီးမရေးမင်းတို့ရေးတယ်မင်းတို့မရေးတယောက်ကရေးမှာပါပဲကဗျာဆရာ ဟုတ်ကဲ့ ကဗျာတခေတ်မဟုတ်တခေတ်ပေါ်လာမှာပဲဒါကတော့တကုံတာဒေါင်းနဲ့ဆွေတို့လည်းရှိတယ်အဲ့လိုတကူကတော့ပေါ်နေမှာပဲအသိရေးမဲ့လူက ဟုတ်ကဲ့ ပုံပြကတော့တို့ဒီခုနဇာတ်တော်ထုတ်ပတ်ကျော်စုရဆောင်းရတာလူတွေသိသွားမရှိတော့ မရှိတော့ဟုတ်ကဲ့ ရေးတတ်တဲ့လူတော့ဒီလူတွေကိုသိမိတဲ့လူလည်းဖြစ်တယ်ဥပမာဆေမီလေးဆိုင်နာတော်မူတယ် ဟုတ် ဘာလဲမင်းသမီးဘယ်သူလဲတော်မရေးတဲ့အတမင်းသမီးဆိုဘယ်သူလဲနာမည်ကြီးမင်းသမီးတယောက်ဒုက္ခကစာစတထေပေါ်လာ လေးပါတီးလားမမြရင် ဟမ် မမြရင်လား အဲ့တော့မလေးပါတီ လေးပါတီမမြရင်ဟုတ် လေးပါတီအများရင်တို့လူကမပေါ်တော့ဘူးအဲ့ဒီမမြရင်အကြောင်းကိုတော့မရေးရင်လည်းဘယ်သူမှမရေးတတ်ဘူးတော့ ဟုတ်ကဲ့ လေးပါတီမမြရင်တော့ဖတ်ကောင်းလိုက်တာနော် ဟုတ်ကဲ့ ဟောလေပြည်သူချစ်တော်လူပြရှိလား ကျွန်တော်မရှိဘူးဆရာ မရှိဘူး မရှိ ဖတ်ဘူးလား မဖတ်ဘူးဆရာကြီးမရှိလား မဖတ်ဘူးလား မဖတ်ဘူး ဟာညံ့တာပဲအဲ့ဒါမဖတ်ဘူးရင်လူပြရှုံးတယ်ဆိုပြော ကျွန်တော်သိတယ်ဒါပေမဲ့ရှားရတာမလွယ်လို့လေစာအုပ်ရှားရတာမလွယ်လို့ရှင်းကြော်ငားသွားမယ်လေဆရာ ပြန်ပေးမှနော်ပြန်ပေးမှလားငါပြီးတော့ ပေးဖို့များပါတယ်ဆရာဂတိတော့မပေးရဘူးပေါ့ သူပြေဦးတော်မှမလို့ရေးနိုင်တာလက်ဖြတ်ခါဖတ်လို့မငြင်းဘူး ဟုတ်ကဲ့ ပြီးတော့ဂုံယူတယ်သူတို့ဂုံမယူတတ်ဘူးပြီးတော့တချို့ကြတော့လေဟိုစိန်ပေတာဆိုတာငါတို့ကဖြတ်ခတ်တာ ဟုတ်ကဲ့ တကယ်သိတာမဟုတ်ဘူးပြီးတော့တူတီးလေးတွေကတော့ဓာတ်ပြားပေါ့ဟုတ်တော့မူလားအဲ့တော့လေပါတီဓာတ်ပြားပဲငါတို့မကြည့်ဘူးပါဘူးလေပါတီမှမြတ်ရင်စိန်ပေတာတို့နော်ရှင်မနေပေါ့တော့ထားတော့ပေါ့နော်တို့ကအဖျက်ခတ်မိတယ်မမရေးတော့တဖျက်ခါနေ ဟုတ်ကဲ့ မမရေးတော့ပင်ကိုယ်တန်းကိုကောင်းတာပါ ဟုတ်ကဲ့ မမရေးအကြောင်းပြောရင်တင်မိုးကြောင့်ကပေါ်လာတင်မိုးကအဝေးရနေလေးမြန်သိပြီးတော့မမရေးစီကိုငါနှမတချင်းဆိုတာနားထောင်ညင်လို့ဆိုလား อืม တော့ ဖော်ဝေးဝင်လာတာကယ်လီဖိုးနီးယားနေပြီးတော့ဖော်ဝေးဝင်လာတာ အဲ့တော့လောက်ပြန်ပြီတော့မမရေးနဲ့အတင်းပြောကြမမရေးနယူးယောက်မှာနေတော့ဟိုငါတို့အနုပညာမောင်နှမဖို့တွေမှာအတူနေရအောင်လမ်းခေါ်လို့ဟိုကပြောင်းသွားတာအိမ်နေပါလေဝဲရဟိုမှာ ဟုတ်ကဲ့ အဲ့လိုလုပ်တာတော့ပြန်ပြီတဲ့ဟိုကနောက်သူအဲ့ဒီပြောင်းသွားပြီးတော့မှငါနှမနဲ့ချင်းတန်ကြားကျင်လို့ဆိုပြီးတော့လာပြီးတော့မမရေးကြီးသွားဆရာလာမလားမလာနိုင်မှုလို့တော့ကတချင်းမဆိုတယ်မဆိုတတ်ဘူးလို့နားထောင်ညမတော့တန်ဖန်တာလို့ပြီးတော့ဒီမို့တန်နားထောင်ညတာမဟုတ်ဘူးလို့မမရေးတန်တချင်းနေရှိပါတယ်လို့ဓာတ်ပြားတွေပါအဲ့တော့အဲ့ဒါဆိုတော့တော့ကြမမရေးဒီမို့ပြန်ပါတော့ဖုံးဆက်တယ်ဆရာတဲ့ဆရာတငယ်ချင်းပြန်သွားပြီတဲ့အေးတော်တော်လေးဆိုပြလိုက်လားဆရာတဲ့
ကျမတဘောမှမဆိုလိုက်ရဘူးဘယ်သူသူကကြီးဆိုတာသူကကြီးပဲဆိုကျမလည်းသူဆိုတာတွေမရဘူးတဲ့ သူလာတဲ့ရည်ရွယ်ချက်က တချင်းကြီးတွေရောအဲ့ဒီလေပါတွေတချင်းတွေတော့ပါလို့မြို့မကြီးတချင်းတွေကသူရတာတွေအများကြီးတဲ့ တင်မိုးလာတဲ့ ဆုံးမရပါဘူးတဲ့ တင်မိုးလာတဲ့ရွယ်ချက်ကမမကြီးတချင်းနားတော်မူ ဒါ လား မဲ့သူကြီးဆိုတော့ကျမမဆိုလိုက်ရပါဘူးအေးမကရောလေကျမအားဟောတယ်အဲ့တော့ကျမမဆိုလိုက်ရလို့ဟိုမကျင်တဲ့လို့ပြောတာမဟုတ်ပါဘူးနော်ဟဲ့ကျမအားဟောလို့ပြောတာအားဟောလို့ဘလောက်ဒီတချင်းနေကိုခစ်တချင်းရောရှင်းတချင်းရောကျမအားတော့ဘယ်သူလောက်ရမလဲတဲ့မြို့မှာတချင်းသူတော့ဘယ်ရမလဲသူကဘယ်ရတော့နဲ့ ဟာဆရာ သူကတော့လို့ဘယ်လိုလုပ်ရတော့နဲ့ ဟာ သူကတလို့ဟေးလို့သူကဖေသူရဲ့ကမြေမျိုးမဂီတာပဲလို့တော့မလေးဂီတာအားကြပြီးတော့ဒီတော်နေတောင်းသားလည်းတောင်းသားမျိုးမဆိုအားကြနေရောဒီတော်နေမပညာတော်သိဆိုပြီးတော့မျိုးမသိကိုလူလွတ်သေးတယ်လွတ်တဲ့ကောင်အတော့မကြောက်ဘူး ဟုတ်ကဲ့ ထားပါတော့အဲ့ဒါတော့အဲ့ကြတော့မြင့်ညံမျိုးမဆိုတာရှိတယ်မြင့်ညံမျိုးမကိုပညာတော်လည်းလွတ်ပြီးတော့မြင့်ညံမျိုးမကိုတစ်ချင်းတော့လွတ်တယ်အဲ့လိုနဲ့ကမြဲကတရားမျိုးမဆိုရှိတယ်ကမြဲဂိတဖွဲ့မှာသူ့ဖေနဲ့သူနေကခေါင်းဆောင်တင်မှုကဘာတိတတ်တော့ဆိုဘာမှမတိတတ်ဘူးသူကတရောလို့ဆိုရင်ကျင့်တာမတိတတ်လို့ဘင်းညိုပဲခောက်တယ်လို့အဲ့ဒါငါကြပြရေးတယ်လို့ဗာကျန်းကဘင်းညိုခောက်လို့ဘာညာတော့ကြပြရေးဖတ်ဘူးတယ်မဖတ်ဘူးတယ်တဲ့တကယ်ဘင်းညိုခောက်တာတကယ်ပဲဘင်းညိုကလူလူသူဘာမှမခောက်ဘူးလို့တရောကတော့အိမ်မှာသုံးလက်ရှိတယ်သူကြည့်နေတယ်ဆိုတော့သူတပည့်တွေကဝယ်ပြတာသူကိုယ်တိုင်ဝယ်ထားတာတခုနော်စတန်နီကသူသမီးကဝယ်ပြတာရှိစတန်နီကကြည့်နေတယ်ဆိုတော့ ဟာ တခုမှမလေပဲအဲ့တော့သူဘာမှပြင်မြောက်မြောက်မလုပ်လည်းရဘူးအကုန်လုံးသူကအဲ့ဒါတော့ငင်းကြတော့မှဟမ် မမကြီးတချင်းနားတော်ကျင်လို့ဆိုပြီးတော့လာတာမမကြီးတချင်းကိုနားတော်ကျင်လို့ဆိုပြီး तू ကလာတယ် तू ဆိုပြီးပြန်သွားတာပေါ့ သူကလား ဖို့ဝင်းအောင် သူခေါ်တာသူကမမရဲ့ဝန်တာရတဲ့ဒီအိမ်ရောက်ချပြီးတော့ခေါ်မအိမ်ကြီးဝဲ ဟာ မော်တော်တွေတူးနေတဲ့ရောက်ဆိုတော့ ဖို့ဝင်းမှာ ရောက်ဘူးလား မရောက်ဘူး ဟိုလေ ဒါပေမဲ့ဓာတ်ပုံတော့ကြည့်ဘူးတဲ့ ခုနကဆရာတော်ကြီးဖုန်းကြောက်ရောက်ဘူးလား ရောက်ဘူးတဲ့ရောက်ဘူးတဲ့ အဲ့ဒီဘုန်းကြီးကြောင်းလို့သဘုံဆန်နဲ့ ဟုတ်ကဲ့ အဲ့တော့ကြည့်တဲ့ကြောင်းကြီးကိုဝဲတာ ဟုတ်ကဲ့ဟုတ်လား မော်နမတွေတူနေရအောင်ဆိုလို့တဲ့ ဟုတ်ကဲ့ ဘာသာချီးပြီးတော့နှစ်ပေါင်း ဟုတ်ကဲ့ အကျွေးဆက်ရတာကြကြကြီး ဟုတ်ကဲ့ဆရာ နော်ဘီကြီးအတန်လွန့်ဌာနဘာညာပတ်စံတွေစုပြီးတော့အကျွေးတွေဆက် ဟုတ်ကဲ့ အဲ့မမကြီးတဲဟိုသူခေါ်လို့ပြောင်းတာမမကြီးလည်းရောက်ရောသူသမီးကအဲ့လေးလာတော့တဲ့ဆိုပြီးတော့အဲ့လေးပြောင်းသွားတယ် ဟုတ်ကဲ့ မမကြီးကောကြနေတယ်အဖေမရှိဆရာဆွမ်းတယ်နေရောက်ခေါ်လို့နေရောက်ပြောင်းသွားပြီတဲ့အဖို့တွေကနေပြီးတော့ဒါဖို့တွေတင်မောရတယ်သူစီလာခဲ့ပါဆိုတော့သူကလည်းအဲ့လေးပြောင်းသွားပြီကျမအိမ်လိုက်ဝယ်ပြီးရောကောကြနေတယ် ဟုတ်ကဲ့ မမကြီးအကိုကြီးတွေအကိုတာသူပြောတဲ့စကားလေးကတိတ်လှတာငါတို့အနုပညာမောင်နှမတွေအကျူနေရအောင် ဟုတ်ကဲ့ တကျူတဲ့နေရအောင်နဲ့ပြပမှာအဲ့လိုကြီးပြောတာတဲ့ ဟုတ်ကဲ့ အဲ့ကျမချက်ချင်းကိုထပြေးနေတာတဲ့အဲ့ဒါမဲ့ချက်ချင်းအိမ်နေရရှိနေတော့အိမ်ရရောင်းချောရောက်ကြပြီးတော့တလားတော့ကြာမှဟိုရောက်သွားရောက်တဲ့ရောက်ငါသမီးရောက်လာလို့သွားတယ်ပြီးတော့မှလာခဲ့မယ်တဲ့ဆိုပြီးတော့သွားတာပြန်မလာတော့ဘူးတဲ့ပြန်လာတော့ဟိုမှပြေးရောလူတို့ ကျမိုးရနာမည်နဲ့ဒေါက်တာဖေးစိန်တော့ကြားဘူးလားကိုနဲ့ညီကိုတော့လေ ဟုတ်လားကျွန်တော်မ ညီ ကြောက် တန် ဘူး တာမန္တလေးမှာမန္တလေးဆရာဝန် ဟုတ် ဒေါက်တာဖေးစိန် မကြောက်ဘူးတော့ အဲ့ဒီအိမ်မှာစုရလောက်တယ် ညီကိုကဘလို့တော့ ငါတို့ကရင်တော့ပြောတာတကယ်ချင်းတွေဆွပြီးတော့တချင်းဆိုကြပါလို့ကြားနေပြောကိုတင်မိုး
အဲ့တော့တင်မိုးတဲ့မဲ့ယူကားတာ ဟုတ်ကဲ့ အဲ့တော့ကာယနာပေတွေစဉ်းစားကြတင်မိုးဘင်ကိုကွာ ဟုတ်ကဲ့ အဲ့ကိုလည်းဘာမှမပြောအဲ့ကိုလည်းမော်ဆွမ်းကြီးမဟုတ်ပါဘူးမော်ဆွမ်းကြီးတော့ဖြစ်ပြီအဲ့တော့ကိုဝင်ပြီးတော့ကြည်အောင်တော့ကြည်အောင်ကြည်ကောင်ကွာလို့ဝင်ပြောတာ ဟုတ်ကဲ့ ကောအားနေဘာမှကာယရှာမလို့နောက်နေ့ကြတော့မှရောက်လာပြီးတော့ဘာမျိုးဟဲ့ကောင်နေတဲ့ကြည်လင်ဒီနေကွာကိုတော့လည်းမေ့နေပြီ အော် ကြည်လင်ဒီနေကွာဟာဘာလို့ရမင်းတို့မနစ်ကတော့ကြည်အောင်ကြည်ကောင်လို့ပြောတာကွာလေကြည်မှုပြေလို့ပြောတာခုငါရပြီကွာလေတနေ့ကြတော့မှ ဘယ်သူကလဲ ကြည်လင်ဒီနေ ဟုတ်ကဲ့ဆရာဝန်က ကိုတေမမြည်ရအောင်ကြီးတယ်ကောမလေးသူညလည်းပြောပြီးကြီးတယ်ကြည်အောင်လုပ်ဖို့တနေ့ကြမှာလက်စားတွေ့လားကြည်လင်ဒီနေကွာ ဟောကြည်အောင်ပြောတာဟုတ်ကဲ့ မင်းတို့လည်းကောင်းနေတယ်ကြည်လင်ဒီနေကွာခွဲပါလား